ဇေယျဘေးကရေကန်လေးမှာတော့ကြာပန်းလေးတစ်ပွင့်ကပွင့်နေခဲ့တယ်။လေနူအေးကရေကန်ပေါ်ကိုဖြတ်ပြီးတော့ဇေယျဘက်ကိုတိုက်ခတ်နေတယ်။တက်ကရစ်ကရေကန်ဘေးမှာထိုင်ပြီးစိတ်ကိုတည်ငြိမ်တာထက်တည်ငြိမ်အောင်ကြိုးစားထိန်းချုပ်နေရတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အတွေးထဲမှာမကောင်းတဲ့အတွေးတွေကအဆက်မပြတ်ပေါ်လာနေလို့ပဲ။အဲ့ဒီချိန်အဖွားပြိုင်းနဲ့ပန်းတူကရောက်လာပြီးတော့ငါမောင်ဘာဖြစ်နေရလဲ။ထိုင်သာထိုင်နေတဲ့စိတ်ကမငြိမ်သလိုပဲဟုတ်တယ်မရဲ့ကျွန်တော်ရဲ့စိတ်ထဲမှာလေမကောင်းတဲ့အတွေ့အကြုံပဲဝင်နေတယ်ဖယ်ထုတ်လို့မရဘူးဗျာစိတ်ကိုထိမ့်လေပိုဆိုးလေပဲအဲ့ဒါဒီလိုရှိတယ်ငါမြေစုံးကဝေအောက်လန်းပညာတွေကမကောင်းတဲ့စိတ်အခြေခံကိုယူပြီးအဆင့်တက်ရတယ်ကဝေအဆင့်ကအဆိုးဆုံးပဲကျင့်တဲ့နေရာခက်လဲခက်တယ်အဆုံးထိကျင့်ကြံနိုင်တဲ့သူကလည်းရှားတယ်အဖွားလေအေးမြောက်တေးသေးချာချာမေးပြီငါမြေကဝေကြီးတယောက်ရဲ့ပညာတွေမကောက်တခြားပညာတွေကိုပါစောက်ယူမိထားတာလို့ပြောတယ်ကွယ်အဲ့ဒီတော့လေစိတ်တွေရှုပ်ထွေးနေတာမဆမ်းပါဘူးသူတို့တွေစကားပြောနေစဉ်ဗရုံးတချို့ကရေကန်ပေါ်ကနေဖြတ်ပြန်လာတာတွေ့လိုက်ရတယ်အဖွားပြိုင်ကလက်တစ်ဖက်ကိုဝှင်ရလိုက်တာနဲ့ထိုဗရုံးတွေကမြေမုံတွေဖြစ်သွားပြီးတော့ရေကန်ထဲကိုကျသွားခဲ့တယ်အဖွားပြိုင်ကဘယ်မှမကြည့်ပဲပြောလိုက်တယ်ရောက်လာရင်လည်းနှုတ်ဆက်လေမောင်ညွယ်ဒီလိုမပြောဆိုလောက်တာတော့မကောင်းထင်တယ်ဟာ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 အဖွားပြရတော့ဗျာတကယ်ကိုလေးစားရပါတယ်ဟိုကောင်လေးသတိရလာပြီဆိုလို့ကျွန်တော်လာခဲ့တာပညာဆန်းလို့ရမလားဗျာပန်းနုနဲ့အဖွားပြကမတ်တက်ရလိုက်ပြီးတော့ပန်းနုကပြောလိုက်တယ်ဟဲ့ပညာဆန်းမယ်ဆိုရင်နောက်တစ်ပတ်မှလာလေဘာကိစ္စဒီနေ့လာရတာတော့ငါတို့လေ့ကျင့်စရာရှိသေးတယ်မအောင်မောင်ညို့ရဲ့အနောက်ကနေမျက်စုနဲ့ခင်ဦးကပေါ်လာပြီးတော့သူတို့ရဲ့အနောက်မှာလူတချို့ပါရောက်လာခဲ့တယ်။တက်ကရစ်ကခင်ဦးကိုကြည့်လိုက်တော့လက်တစ်ဖက်မရှိတော့တာတွေ့လိုက်ရတယ်။မောင်ညိုကအရှိကိုတိုးလာပြီးသူကတလနီးပါးလောက်သတိလစ်နေတာဆိုတော့ပညာဆန်းဖို့ငါတို့မှာအခွင့်အရေး၃ချိန်ကြံသေးတယ်။ထိုကအဖွားပိုင်းကခါထောက်ပြီးတော့ဒါဆိုလို့ရှိရင်ပြိုင်မဲ့သူတွေလာပေးသေးလေ။နေ့ကိစ္စဘာရှိလို့တော့ဒီမဲ့ဖွားပြိုင်မေရိုကြီးတို့လွှတ်လိုက်တဲ့၃ယောက်ကကျမ်းမာကြီးတိတ်မကောင်းဘူးအဲ့ဒါကြောင့်ကျုပ်တို့တွေလာခဲ့တာပဲပန်းနူကတခုခုပြောမလို့ပြင်လိုက်စဉ်တက်ကရစ်ကတားလိုက်ပြီးဝင်ပြောလိုက်တယ်အဲ့ဒါဆိုရင်လည်းကွာပြိုင်မဲ့လူတွေကိုခေါ်လိုက်ငါ့ကိုရှုံးပြီးသားလူတွေနဲ့တော့ထပ်ပြီးမပြိုင်ခိုင်းနဲ့အချိန်ကုန်တာပဲအဖတ်တင်မယ်တက်ကရစ်ရဲ့စကားကမျက်စုနဲ့ခင်ဦးတို့ရဲ့မျက်ခွက်ကိုဖဲ့လိုက်သလိုခံစားရသေးတယ်မောင်ညိုကမဲပြုံးလိုက်ပြီးတော့ကြိုက်တယ်ဒါမျိုးမှကြိုက်တယ်ဟဲ့အောင်အရှိကိုထွက်ခဲ့ပြန်တက်ကရစ်ကအရှိကိုထွက်လိုက်တော့မောင်ညို့ရဲ့အနောက်မှာရှိတဲ့လူထဲမှာယောက်ျားတစ်ယောက်ထွက်လာခဲ့တယ်အဲ့ဒီလူကကွင်းမြင်ဆက်မှာထိုင်လိုက်တာကြောင့်တက်ကရစ်ကလည်းထိုင်ချလိုက်တယ်ထိုလူကအသိယူလာတဲ့ကြက်ဥတစ်လုံးကိုကွင်းမြင်နဲ့ပစ်ချလိုက်ရာကြက်ဥကနေပြီးတော့ကြက်အကောင်ဖြစ်အကောင်ပေါက်လာပြီးတော့ချက်ချင်းဆိုလိုပဲကြီးထွားလာခဲ့တယ်တက်ကရစ်ကလည်းဘေးမှာရှိတဲ့မြေကြီးချို့ကိုယူပြီးပစ်ချလိုက်တော့မွေးဖြစ်ပြောင်းသွားပြီးတော့ကြက်ကြီးရှိရာကိုတိုးကပ်သွားခဲ့တယ်။ကြက်ကြီးကမွေးကိုမြင်တာနဲ့အတောင်ပံတစ်ဖြက်ဖြက်ခတ်ပြီးခုံလိုက်ရာမြေပြင်ပေါ်ပြန်ကျလာတဲ့အခါမှာတော့မွေးပါအဖြစ်ပြောင်းလဲသွားပြန်တယ်။မွေးကြီးကမွေးပါကိုလည်းတွေ့ရောတစ်ချက်တွန့်သွားတယ်။မွေးပါပြေးဝင်ပြီးကြိုက်ခဲဖို့လို့မွေးကြီးကပပင်းထောင်ပြီးတော့အစိတ်တွေကိုမှုတ်ထုတ်လိုက်ရာအခိုးအငွေ့တွေဖြစ်ပြောင်းသွားပြီးတော့ထိုအခိုးအငွေ့တွေကနေငကားတစ်ကောင်ထွက်လာခဲ့တော့တယ်အရှိန်လုံးပြီးဝင်လာတဲ့မွေးပါကရှောင်းတိန်ဖို့မတတ်နိုင်တော့သလိုနောက်ထပ်အကောင်တစ်ကောင်ပြောင်းဖို့အချိန်လည်းမမီတော့တာကြောင့်ငကားကြီးရဲ့အစာဖြစ်သွားခဲ့တော့တယ်မွေးပါကိုငကားကြီးကစားလိုက်တာနဲ့ကွင်းမြင့်အဆက်မှာထိုင်နေတဲ့လူကနောက်ပြန်လဲကျသွားပြီးဘေးကလူတွေကထိမ့်လိုက်ရတယ်အဲ့ဒီလူကရှုံးနေကြောင်းဝန်ခံပြီးတော့ထပေးတယ်သူ့နေရာမှာနောက်ထပ်လူတစ်ယောက်ရောက်လာခဲ့တယ်အဲ့ဒီလူထိုင်လိုက်တာနဲ့ပတ်ဝန်းကျင်ကမဲမောင်လာခဲ့နဂါးကြီးရဲ့အပေါ်ဘက်မှာတိမ်မဲမဲတွေစုဝေးလာပြီးတော့နဂါးကြီးကတိမ်နေကြတဲ့ကိုမီးနဲ့လှမ်းမှုတ်တယ်နဂါးကြီးရဲ့အနောက်ဘက်တိမ်တွေကနေထိုးတုပ်ဖို့ဆင်းလာတဲ့ဂရုံကြီးကိုလည်းမြင်ရောတ
တက်ကလေးကလက်တစ်ဖက်ကိုဆန်တက်လိုက်ရာငကားကြီးကနေပြီးတော့ပြားတွေအများကြီးဖြစ်ပြောင်းလဲသွားခဲ့တယ်ထိုပြားတွေကတက်ကလေးရှေ့မှာပြန်ဝဲနေတော့နောက်ထပ်ရောက်လာတဲ့လူကပြုံးလိုက်တယ်ဘလို့လဲကောင်းလေးထွက်ပြေးတော့မှာလားကြောက်နေပြီလားကွာအဲ့ဒီလူကပြောနေတယ်တက်ကလေးမျက်လုံးကရောင်နေလက်လာပြီးတော့ပြောနေတဲ့လူကပါဇက်ပိတ်သွားခဲ့တယ်ထိုလူကတက်ကလေးရဲ့ညှို့ငင်တာကိုသတိမထားမိလိုက်တာကြောင့်ညှို့ငင်နဲ့ထောင်ချောက်ထဲရောက်ရှိသွားပါပြီသူ့ရဲ့မျက်လုံးထဲမှာတော့ပြားပရုံးတွေကပတ်ပတ်လဲဝဲပြန်နေပြီးတော့သူ့ရဲ့ဂလုံးကြီးကတော့တကောင်နဲ့ပဲပြားပရုံးတွေကနေကြီးမားတဲ့စပတ်အုံးမွေတွေဖြစ်ပြောင်းလဲသွားတာကြောင့်ထောင်ချီတဲ့စပတ်အုံးမွေတွေကသူ့နဲ့ဂလုံးကြီးကိုဝိုင်းထားတယ်လို့မြင်လာခဲ့ရတယ်သူဟာအဆွမ်းကုန်အော်ဟစ်လိုက်ပေမဲ့သူ့ကိုကူမဲ့လူတယောက်မှပေါ်မလာခဲ့ဘူးမောင်ညိုတို့ကတော့ထိုလူကထိုင်နေနေအော်ဟစ်နေတာကိုပဲမြင်နေရတယ်ခဏကြာမှတော့အော်နေတဲ့လူကကြောက်လန့်တကြားအော်ဟစ်ရင်းနဲ့သတိလစ်သွားတာကြောင့်ထမှန်ရှုံးနေသွားပြန်တယ်ထိုအခါမောင်ညိုကကွင်းမြင်နဲ့ဝင်လိုက်ပြီးတော့ဘယ်ဆိုးလို့လဲကွာညှို့မြန်ဝုံတော့သုံးနိုင်နေပြီပဲတော်ပါတယ်မင်းတော်တယ်ဒါပေမဲ့လေငါ့ကိုနိုင်အောင်စူးစမ်းကြည့်ပါဦးမောင်ညိုကပြောလိုက်ပြီးတော့တက်ကရစ်ကိုမျက်လုံးချင်းဆုံအောင်စိုက်ကြည့်လိုက်တယ်တကယ်တမ်းတော့မောင်ညိုကပညာသင်အစ်စ်မဟုတ်ပါဘူးသူ့အနေနဲ့အပြင်လောကမှာစိတ်ကြိုက်နေထိုင်နိုင်ပြီးတော့ကျင့်ကြံနိုင်တဲ့အဆင့်ကိုရောက်နေပါပြီဒါပေမဲ့အမဖြစ်သူခင်ဦးကြောင့်အပြင်ကိုမထွက်သေးပဲနဲ့နန်းတော်ထဲမှာပဲနေနေတာဖြစ်တယ်အမဖြစ်သူကိုဒဏ်ရာပြင်းထန်ရအောင်တက်ကရစ်ကလှုပ်လိုက်တာကြောင့်ဂလသားချေဖို့ရောက်လာတာပဲဖြစ်တယ်အဲဒါကြောင့်မောင်ညိုဟာသူတက်တဲ့အစွမ်းဆုံးပညာနဲ့တိုက်ခိုက်ဖို့ရွေးချယ်လိုက်တော့တယ်တက်ကရစ်ကညှို့ယူတဲ့ပညာကိုသုံးပြသွားတာကြောင့်မောင်ညိုကလည်းတက်ကရစ်ရဲ့အိမ်မက်ဆိုးတွေကိုနိုးထားဖို့လုပ်တော့တယ်တက်ကရစ်ရဲ့စိတ်ကိုထိန်းချုပ်ဖို့ကြိုးစားလိုက်ပြီးတော့အကြောင်းလန့်သုံးသောစိတ်ကိုနှိုးဆွဖို့ပြင်လိုက်တယ်တက်ကရစ်ရဲ့ဘေးပတ်ပတ်လည်မှာသူငယ်စဉ်ကညစဉ်အိမ်မက်မက်တဲ့နေရာပေါ်လာခဲ့တယ်ကြည်နေစဉ်မှာပဲလူတွေအများကြီးဟာသူ့အမေကိုချင်းနဲ့ထည့်ပြီးတော့ရေချဖို့ပြင်နေတာကိုတွေ့နေပြီးသူ့ရဲ့ဒေါသတကြီးအော်တန်ကိုတော့ထိုလူတွေကလှောင်နေကြတယ်လွတ်ဆန်းငါအမေကိုအခုလွတ်ဆန်းဟဲ့လူတွေကျုပ်အကုန်လုံးတတ်မှာနော်အခုလွတ်ကွင်းပြေမှာထိုင်နေနေတက်ကရစ်ရဲ့အော်တန်ကြောင့်အဖွာပြိုင်ပန်းနုနဲ့အေးမြတို့ထိတ်လန့်သွားကြတယ်မောင်ညိုဘာလုပ်လိုက်တယ်ဆိုတာသူတို့သိလိုက်တာကြောင့်ပိုပြီးစိုးရိမ်သွားတာလည်းဖြစ်ပါတယ်တက်ကရစ်ကအော်ဟစ်နေတော့ရှောင်ပြောင်နေတဲ့သူတွေကပိုမိုရှောင်ပြောင်ကြတယ်ဒေါသအရန်ထွက်လာတဲ့တက်ကရစ်ကလူတကိုယ်လုံးအခိုးမွေးတွေထွက်လာပြီးတော့မတ်တက်ရက်လိုက်တယ်အဲ့ဒီချိန်မှာပဲချင်းထဲမှာရှိတဲ့အေးမြပါသူ့ကိုရှောင်ပြောင်နေတာမြင်လိုက်တော့သူဟာဖြစ်ရမှန်ကိုမှန်းဆလို့ရသွားခဲ့တယ်ငယ်တဲ့နဲ့ကအိမ်မက်မက်လိုက်တိုင်းသူကအော်ခေါ်သလားဘသူမှအဖတ်မလုပ်သလိုသူမိခင်ကလည်းသူ့ကိုလှောင်ပြောင်မှမဟုတ်ပါဘူးတက်ကရစ်ကအာယုံကိုစူးစီးပြီးကြည့်လိုက်တဲ့ချိန်ထူးဆန်းတာတစ်ခုကိုမြင်လိုက်ရတယ်လူအုပ်ရဲ့ခလန်းလန်းမှာရက်တည်နေတဲ့မောင်ညိုကိုမြင်တာနဲ့တက်ကရစ်ကတစ်ချက်ပြုံးလိုက်တယ်သူဟာမောင်ညိုစီစဉ်တဲ့အတိုင်းကားပြတော့မှာပါအဲ့ဒါကြောင့်ငယ်တန်းပေါင်းအော်ဟစ်ပြီးတော့သူ့အမေကိုလှုပ်ပေးဖို့တောင်းဆိုတယ်သူကအော်လေးလေးလူအုပ်ကြီးကလှောင်ပြောင်လေးလေးဖြစ်တာကြောင့်တက်ကရစ်ကကဝေဆံများကိုထုတ်ပြီးပြစ်ခတ်တယ်အဖွားပြိုင်းတို့လိုဝိုင်းကြည့်နေတဲ့လူတွေကတက်ကရစ်တယောက်ပညာဇက်တွေနဲ့ရေကန်ထဲကိုရန်တန်ပြစ်နေတာပဲမြင်ရတယ်မောင်ညိုကတော့ရေကန်အဆက်ကနေကြည့်ပြီးဟားတိုက်ရီမောနေလေရဲ့အေးမြပန်းနုလက်ကိုကိုင်းလိုက်ပြီးပန်းနုရဲ့တခုခုလောက်ပါငါသားလေးရလေအိမ်မက်ထဲရဟာကိုတကယ်လို့ထင်နေပြီးဟာဒီတိုင်းဆိုရင်ကြာရင်မလွယ်တော့ဘူးပန်းနုနဲ့အဖွားပြိုင်ကဘာမှမတက်နိုင်တဲ့ပုံစံနဲ့အေးမြကိုပြန်ပြောကြတယ်ဒါတဦးချင်းပညာဆန်းကြတဲ့ပွဲလေအေးမြရဲ့ငါတို့တွေဘာမှလုပ်ပေးလို့မရအောင်အခုကြည့်ရသလောက်ကတော့တက်ကရစ်အမောဆိုးတဲ့အထိကိုမောင်ညိုကလုံနေတာလို့ပဲမြင်နေဟာတက်ကရစ်ရက်သွားတော့မှသူ့ပညာတွေအကုန်သုံးပြီးတိုက်ခိုက်လိုက်မယ်ခင်ဦးဒဏ်ရာရသလိုတက်ကရစ်ရဲ့အသက်မသေးပေမဲ့အပြင်းထန်ဒဏ်ရာရနိုင်တယ်မောင်ညိုကလည်းမခံလေးသားနဲ့သူတို့ဘက်ကိုကြည့်လိုက်တက်ကရစ်ကိုလှောင်ပြောင်လိုက်လုံနေခဲ့တယ်တက်ကရစ်ကလည်းသူ့ရဲ့အိမ်မက်ထဲမှာတော့မြင်ကွင်းထဲမှာပါတဲ့လူတွေကိုတယောက်ပြီးတယောက်ပညာဇက်နဲ့ပြစ်နေတယ်ဒါပေမဲ့ထိမှန်သွားတဲ့လူတွေကတေမသွားပဲနဲ့ပိုပြီးများလာတာပဲရှိတယ်တက်ကရစ်ကလေးပေါ်ပြန်ဝဲတက်ပြီးတော့ပညာဇက်တွေအကုန်လုံးစုဝေးလိုက်ပြန်တယ်တကူလုံးကအားတွေအပြင်
ပတ်ဝန်းကျင်ကစွမ်းအားတွေကိုပါစုပ်ယူသလိုဖြစ်သွားတာကြောင့်ပညာဇတ်တွေကပုံမတောက်ပလာပြီးတော့အနာကိုကပ်မိတဲ့အရာမှန်လည်းများမီးလောင်ပြာကျသွားခဲ့တယ်အဖွားပြိုင်ကတက်ကရီကိုကြည့်လိုက်ပြီးတော့ဒီဟာလေနောက်ဆုံးနေနဲ့ပညာကုန်သုံးတာပဲမောင်ညိုသာတကယ်ပြစ်မှတ်ဖြင့်တခါတည်းသေလောက်တယ်အခုတော့လေဘာမှမရှိတဲ့ရေကန်နဲ့ပြစ်တော့မှာပါလားဟုတ်တယ်အဖွားပြိုင်ရဲ့ဒီတစ်ချက်ကလေတက်ကရီရဲ့အားကိုအကုန်သုံးထားတာပဲဒါပြီးရင်ဘာမှလုပ်နိုင်တော့မှာမဟုတ်ဘူးဟိုကောင်ပြုတ်သမျှခံရတော့မှာအေးမြကစိုးရိမ်နေသလိုမောင်ညိုတို့ခင်ဦးတို့ကဟားတိုက်ပြီးရီမောနေခဲ့တယ်သူတို့တွေကရေကန်ကိုချိန်ပြီးတော့ပညာဇတ်အကုန်သုံးတော့မဲ့တက်ကရီကိုလှောင်ပြောင်နေကြတာဖြစ်တယ်ဒီတစ်ချက်ပြီးသွားတာနဲ့မောင်ညိုကလက်စားချေတော့မှာပါအဲ့ဒီအချိန်မှာပဲတက်ကရီကနှကန်းလေးတွန့်ပြီးပြုံးလိုက်တာတော့ဘယ်သူမှမမြင်လိုက်ကြဘူးရေကန်ကိုချိန်ထားတဲ့တက်ကရီကဥတီယာကိုပြောင်းလိုက်ပြီးတော့ပညာဇတ်တွေအကုန်လုံးပြစ်လွတ်လိုက်တယ်တဝီဝီလဲပြီးထွက်သွားတဲ့ပညာဇတ်တွေကအနီးနားမှာရှိတဲ့လေထုကိုပါပူလောင်သွားနေခဲ့တယ်ဟာတာရီမောနေတဲ့မောင်ညိုတယောက်ပညာဇတ်တွေလွင့်လာတာကိုမြင်တော့ထိတ်လန့်သွားခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့အစာပိုင်းမှာတက်ကရီကရေကန်ကိုသာချိန်ဝဲထားပေမဲ့တကယ်တမ်းပြစ်တဲ့အချိန်မှာတော့မောင်ညိုရှိရာနေရာကသူ့ရဲ့ပြစ်မှတ်အစ်ဖြစ်သွားတာကြောင့်ပဲဖြစ်တယ်ပညာဇတ်တွေရဲ့အားကိုတွန်းလှန်ဖို့အတွက်မောင်ညိုကဘာမှပြင်ဆင်မထားမိတဲ့အချိန်တက်ကရီပြစ်လွှတ်လိုက်တဲ့ပညာဇတ်တွေကတဖြည်းဖြည်းနဲ့အနားကိုရောက်လာခဲ့ပြီမောင်ညိုသာမကပါဘူးဘေးနားကအပေါင်းဖော်တွေကပါကြောင်ရုံထိတ်လန့်ပြီးတော့သူတို့အားလုံးအသက်သေဆုံးဖို့တေချာသလောက်ရှိသွားပြီဖြစ်တယ်အဲ့ဒီအချိန်မှာပဲလေပြင်းတစ်ချက်ဝှေ့တိုက်လာပြီးတော့မောင်ညိုရဲ့အရှိမအမျိုးသမီးတူပေါ်လာခဲ့တယ်အထက်အောက်အနက်ဝမ်းဆက်နဲ့သပင်ရှည်တွေကလေမာတလူလူလွင့်နေပြီးတော့မဟာဆန်လာတဲ့အမျိုးသမီးကလက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီးတက်ကရီရဲ့ပညာဇတ်တွေကိုကာပေးလိုက်တယ်။ပောက်ကွဲမှုအချိန်ကြောင့်အဝေးမှာရှိနေတဲ့တစ်ပင်တွေပါရိန်းတို့လှုပ်ရှားကုန်ပြီးတော့မောင်ညိုတို့လူစုကတော့ပက်လက်လန်လဲကြကုန်တယ်။အဖွာပြိုင်ပန်းနုနဲ့အေးမြတို့ကဒူးထောက်လိုက်ပြီးတော့ထိုအမျိုးသမီးကိုရိုသေပေးလိုက်ကြတယ်။မေတော်ကြီးကိုရိုသေပေးပါတယ်။အဖွာပြိုင်တို့ကတပြိုင်နဲ့ရိုသေပေးလိုက်တဲ့ချိန်လဲကြနေတဲ့မောင်ညိုတို့ကလည်းဒူးထောက်ပြီးရိုသေပေးလိုက်တော့တယ်မေတော်ကြီးကိုယ်တိုင်ရောက်လာပြီးတော့တက်ကရီရဲ့ပညာဇတ်တွေကိုတားဆီးလိုက်တာကြောင့်ဘယ်သူမှဒဏ်ရာမရသွားကြပါဘူးဒါပေမဲ့မောင်ညိုတို့ကတော့အလွန်တရာထိတ်လန့်နေကြပြီဒါကတော့တက်ကရီရဲ့ပညာစွမ်းအတော်လေးကိုတိုးတက်လာတာပဲတော်ပါပြီတဲ့တော်ပါပြီဒါနဲ့နေကြပါဘယ်သူကမောင်ညိုနဲ့တက်ကရီကိုပြိုင်ခိုင်းကြတာလဲပညာဇတ်တွေကိုတားပြီးတာနဲ့မေတော်ကြီးကအားလုံးကိုကြည့်ပြီးမေးလိုက်တယ်တက်ကရီလည်းမြေပေါ်ပြန်ဆင်းလာပြီးဒူးတောက်ကရိုသေပေးလိုက်တော့တယ်။မောင်ညိုကမောင်းမကြည့်ပဲပြန်ဖြေတယ်။သားတော်ဟာကိုယ့်သဘောနဲ့ကိုပညာဆန်းမိပါတယ်။အမကတော့ခင်ဦးရဲ့လက်တစ်ဖက်ဆုံးရှုံးသွားတာကြောင့်စိတ်တူပြီးတော့ပညာဆန်းဖို့လွှတ်ထားတဲ့လူတွေကိုချိန်ထောက်ပြီးလူသားထိုးမိတာပါ။မေတော်ကြီးကစူးစိုက်ကြည့်လိုက်ပြီးတော့ဒီနေရာမှာတက်ကရီမဟုတ်ပဲနဲ့တခြားတစ်ယောက်ဆိုရင်အသက်ဆုံးရှုံးနိုင်တယ်။တက်ကရီရဲ့ပညာစက်တွေကိုမကာပေးပဲလွှတ်လိုက်ရင်လေမင်းတို့ရဲ့အသက်နဲ့တူအသက်ပေါင်းများစွာဆုံးရှုံးသွားနိုင်တယ်။မှန်ပါတယ်မေတော်ကြီး။သားတော်မစင်မစင်လုံးမိလို့တက်ကရီအသီးစိတ်လွတ်ပြီးဖြစ်သွားတာပါ။သားတော်မှာအပြစ်ရှိပါတယ်။အမိတ်မှတ်မယ်။မောင်ညိုလိုက်နာကန်။နောက်နှစ်30တိတိဒဏ်ထမ်းသေး။သားတော်တက်ကရီကိုပညာဆန်းတာမရှိပဲနဲ့လွတ်လွတ်လပ်လပ်လေးလာသိယူသေး။လိုအပ်တာတွေကိုတော့ပန်းနုနဲ့မိပိုင်းကကူညီကြအေးမြောက်လည်းနောက်ထပ်လေးလာဆက်နေခွင့်ပြုတ်လိုက်မယ်မေတော်ကြီးကပြောပြီးတာနဲ့ဖြတ်ခနဲ့ပြောက်ခွဲသွားခဲ့တယ်မောင်ညိုနဲ့အပေါင်းပါတွေလည်းခေါင်းငိုက်ဆိုင်ဖြစ်သွားကြပေမဲ့သူတို့အသက်အန္တရာယ်ကနေလွတ်မြောက်သွားတာကြောင့်စိတ်သက်သာရာရခဲ့ကြတယ်မောင်ညိုကတက်ကရီရှိကိုတိုးလာပြီးတော့အကိုတောင်းပန်ပါတယ်ညီလေးရဲ့စိတ်ကိုလေအဆုံးအထိထိခိုက်အောင်လုပ်မိလို့အကိုခွင့်လွတ်ပါကွာမေတော်ကြီးပေးတဲ့အပြစ်ဒဏ်ကိုအကိုခံယူလိုက်အောင်မယ်နောက်တစ်ချိန်ပြန်ဆုံတဲ့အခါငါညီရလေအရန်ကိုအစွမ်းထက်တဲ့ကဝေတယောက်ဖြစ်နေမှာအကိုမြင်နေတယ်ကွာမြင်ခွင့်ရမယ်လို့လေအကိုထင်ပါတယ်အောင်ညိုကပြောပြီးတာနဲ့လှည့်ထွက်သွားခဲ့တယ်သူ့ရဲ့အပေါင်းပါတွေကတော့တက်ကရီကိုကြောက်ရွံ့တဲ့စိတ်အထင်ကြီးတဲ့စိတ်တွေနဲ့ကြည့်နေကြတယ်ဘယ်တော်ကြီးသာရောက်မလာခဲ့ရင်သူတို့အားလုံးကသေဆုံးနိုင်လောက်တဲ့အထိစွမ်းအားကြီးတဲ့တက်ကရီကိုမယုံနိုင်တဲ့မျက်လုံးတွေနဲ့ရော
အထင်ကြီးတဲ့မျက်လုံးတွေနဲ့ပါကြည့်ပြီးပြန်ထွက်သွားကြတယ်အေးမြနဲ့ပန်းတို့ကတော့တက်ကရစ်ကိုအားပေးလိုက်ကြပြီးတက်ကရစ်ကတော့မောင်ညို့ရဲ့လှုပ်ရဲရင်ခံရတဲ့စိတ်ဓာတ်ကိုလေးစားနေမိခဲ့တယ်ငါသားအရန်တော်တာပဲအမေတို့ကစိုးရိမ်နေတာငါသားရဲ့ပညာကုန်သုံးပြီး तू ကပြန်တိုက်တော့မှလေအဲ့ဒီကြရင်ငါသားခုခံနိုင်မှာမဟုတ်တော့ဘူးဟုတ်ပါငါမောင်ရဲ့အမားတို့လည်းလေဘာမှဝင်ကူလို့မရဘူးတက်ကရစ်ကပြုံးပြပြီးတော့မောင်ညိုးဆိုတဲ့လူဟာတကယ်ကိုလေးစားဖို့ကောင်းတယ်သူ့အမဒဏ်ရာရသွားလို့ဒေါသနဲ့လာတိုက်ပင်မယ်သူ့အမကို तू ကဝန်ခံသွားတယ်အမေရဲ့ဒါအဲ့လိုလူကိုအရန်သဘောကျတယ်အဖွားပြိုင်ကပြုံးကြည့်ပြီးတော့အဲ့ဒါကတော့အမှန်ပဲငါမီးရဲ့ယောက်ျားဆိုတာလေလှုပ်ရဲရင်ခံရရတယ်ငါမီးမှာထိထက်ပိုးတဲ့ယောက်ျားဆန်တဲ့စိတ်တဲ့ရှိပါတယ်ဒီစိတ်ကိုထိမ့်သိမ်းထားပါလောကကြီးမှာလေယောက်ျားဖြစ်ပြီးတော့မိန်းမဆန်တဲ့လူတွေအများကြီးပဲငါမီးရဲ့ဟုတ်ကဲ့ပါအဖွားပြိုင်တည်တည်ချာချာလေးမှတ်ထားပါမယ်ဒါနဲ့လေအခုဘဲပညာကိုသင်ယူအောင်မလဲဖွာအဖွားပြိုင်နဲ့ပန်းတို့ကတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးတော့အဖွားပြိုင်ကပြောလိုက်တယ်ငါမီးကိုသင်ပေးတဲ့အပညာမရှိတော့ဘူးဘာလို့လဲဆိုတော့ငါမီးကလေပညာသင်အဆင့်တက်ကြော်လွန်တဲ့အချိန်ကြီးရောက်နေပြီငါမီးကိုမှော်ထပ်ပေးဖို့ပဲရှိလိမ့်မယ်ငါမီးလေးကမှော်မဝင်ဘူးသေးပဲနဲ့ကဝေဖြစ်လာတာဆိုတော့မှော်ဝင်ရမယ်ကွယ်ဘယ်မှော်ဝင်ရမှာလဲအဖွားပြိုင်ဘာတွေလုပ်ရမှာလဲငါမီးကကဝေဖြစ်နေပြီမယ်အနှိမ်ဆုံးမှော်ဖြစ်တဲ့တင်းတိုင်းမှော်ကနေစဝင်ရမယ်တင်းတိုင်းကိုမှာမှော်မီးဆိုမှနောက်တစ်ဆင့်ကိုဆက်တက်ကြမယ်တင်းတိုင်းမှာမှော်ဝင်လို့ရှိရင်ဘလို့တွေကြုံတွေ့ရမှာလဲအဖွာဘာတွေကိုပြင်ဆင်ထားရမလဲတာမန်လူတွေမှော်ဝင်တော့အဆောင်ရှောင်းနဲ့ခွင်တောင်းပြီးမှမှော်ဝင်ကြတယ်ငါမြေးအဆင့်နဲ့မှော်ဝင်လို့ရှိရင်ဘာမှခွင့်မတောင်းပဲမှော်ဝင်ရမယ်ဘာပညာမှမသုံးရအောင်တင်းတိုင်းတစ်ခုမှာကိုယ့်ရဲ့တိတိမှော်ဝင်ရမယ်တရေတစီတွေတိုက်ခိုက်တာပညာနဲ့မခုခံပဲနဲ့ဘူရင်းတိုင်းပဲခုခံရမယ်အပြင်ကပညာသည်တွေနှောက်ယှက်မှာတော့မပူနဲ့အဖွားတို့တွေစောင့်ရှောက်ပေးထားမယ်ဟုတ်ပြီလားတက်ကလေးကသူ့အမေကိုကြည့်လိုက်ပြီးတော့ဒီထက်ခတ်တဲ့မှော်ပဲဖြစ်ဖြစ်တားရအောင်ကြင့်မယ်ဗျာအမေကိုကဲဖို့နီးပေါင်းတော့300မှာပဲအေးမြကတော့သူ့သားကိုကြည့်ပြီးဂုံယူနေခဲ့တယ်နောက်နေရစားပြီးသူတို့အားလုံးဟာအပြင်လောကမှာရှိတယ်ကျမ်းမာဘေးဆိုတဲ့တင်းတိုင်းကုတ်ခုမှာတင်းတိုင်းမဟုတ်ဝင်ဖို့အတွက်ပြင်ဆင်ကြတော့မှာပါမနက်စောစောစီးစီးမှာစူညံတန်တွေထွက်လာတာကြောင့်နောင်နောင်တယောက်နိုးလာခဲ့တယ်သူ့မှာလှုပ်ရှားလည်းမရှိတနေ့ဈေးသွားလိုက်ချက်စားလိုက်နဲ့အချိန်ဖြုံးနေရသလိုဖြစ်နေတယ်ထိုစဉ်မှာပဲပန်းနုနဲ့တက်ကရစ်ထွက်လာတာကိုမြင်လိုက်ရတာကြောင့်ပျော်သွားမိတယ်နောက်ဆုံးတော့ထွက်လာကြပြီလားမှန်းလားအကိုတက်ကရစ်တောင်ဆရာကြီးဖြစ်နေပြီပဲတက်ကရစ်ကပြုံးလိုက်ပြီးတော့နောက်ရဲ့လက်မောင်းကိုလက်သီးနဲ့ဖွားဖွားလေးထိုးလိုက်တယ်အပြင်မှာမှော်ဝင်ရမယ်ဆိုလို့ထွက်လာတာအညီဟာတင်းတိုင်းကိုခုမှော်တက်ရမယ်လို့ပြောတယ်ကောင်းပါတယ်တင်းတိုင်းမှော်အောင်ထားလို့ရှင်တရေတစီဖုတ်တွေကိုနိုင်နေတယ်ဒါဆိုလို့ရှင်အကိုကကြောက်အောင်ပါပေါ့ကျွန်တော်စိတ်ထင်အနည်းဆုံး3လပဲဟုတ်တယ်ညီယာတင်းတိုင်းတစ်ခုကို9ရက်ပဲထား81ရက်ကြားလိုက်မယ်သွားလာလာနဲ့ဆိုအဲ့ထက်ပိုကြဖို့ပဲရှိလိမ့်မယ်ထိုးတင်ပန်းတို့ကကားဆက်နှိုးပြီးသူတို့နှစ်ယောက်ကိုအော်ပြောလိုက်တယ်နောင်နဲ့တက်ကြီးသွားကြမယ်ငါတို့တွေမှော်မတက်ခင်ကောင်းကောင်းနားယူရမယ်ပန်းတို့ကအတန်းပြန်ကြိုက်သလိုအစားအသောက်လည်းကောင်းတာကြိုက်ပါတယ်သူတို့ကညိုထဲကိုမောင်းလိုက်ပြီးတော့အကောင်းဆုံးလို့တတ်မှတ်လို့ရတဲ့တဲခိုကန်တစ်ခုမှာအခန်းနှခန်းယူလိုက်ကြတယ်ပြီးတော့ရေမိုးချိုးပြင်ဆင်ပြီးတော့မနှက်စာစားဖို့ထွက်လာကြတယ်တက်ကလေးကမနေနိုင်မဲနဲ့ပန်းတို့ကိုမေးလိုက်တယ်အမပန်းတို့တင်းညအောင်မသွားသေးဘူးလားမသွားသေးပါဘူးဟာနန်းဆောင်ထဲမှာနေရတာစိတ်ညစ်တယ်ဟာငါစားချင်တာလည်းမစားရငါတောက်ချင်တာလည်းမတောက်ရနဲ့ပြင်းဖို့ကောင်းတယ်အခုလိုအပြင်ခဏထွက်တော့တရက်2ရက်တော့နားအောင်မယ်ဟာဒါလေငါမောင်ကစိတ်လောနေပြီလားဟုတ်တယ်အမကျွန်တော်ကလေမော်စိန်မြန်တက်ချင်နေပြီမလောပါနဲ့ငါမောင်ရဲ့စိတ်လောနေလို့ရှင်လူရောစိတ်ရောပင်မနေငါမောင်လည်းခဏနားလိုက်အောင်အဲ့ဒါမှတင်းတိုင်းမော်ဝင်တဲ့ခါလန်းလန်းဆန်းဆန်းနဲ့ဝင်လို့ရမှာဒီလိုနဲ့ပန်းသူဟာမြို့ထဲမှာရှောက်လိုက်ပြီးတော့အဝေစားလှလာတွေနဲ့ဖနှက်သစ်တွေလိုက်ဝယ်တယ်ပြီးတော့တောက်ဆရာနဲ့မြီးဖို့အစားတောက်တွေပါဝယ်ပြီးပြန်လာခဲ့ကြတယ်တဲခိုကန်ကိုရောက်တော့ညနေတောင်စောင်းနေခဲ့ကြပြီအပြင်မှာစားတောက်လဲပက်ပြီးမှပြန်လာကြတာဖြစ်တယ်
တဲခိုကန်ကိုရောက်တော့တက်ကလေးရောနောင်နောင်မှမတောက်ရဘူးတက်ကလေးကမှော်ဝင်ရမှကြောင့်တောက်ခွင့်မရှိဘူးနောင်နောင်ကလည်းအသက်မပြည့်သေးလို့ဆိုပြီးတော့ပန်းနူးကပေးမတိုက်ဘူးဝယ်လာတဲ့ဘီယာတွေကိုသူ့တယောက်တည်းပဲထိုင်တော့နေခဲ့တယ်ပန်းနူးကိုကြည့်ပြီးနောင်နောင်ကတက်ကလေးကိုတိုးတိုးလေးပြောလိုက်တယ်အမပန်းနူးကလေအဲ့ဒါကြောင့်ယောက်ျားမရတာဖြစ်မယ်နော်သူလှုပ်ချင်ရဆိုဇွတ်လောက်တာပြောမရဆိုမရနဲ့အခုလဲလေသူတယောက်တည်းတောက်ပြီးတော့ညီတို့နည်းနည်းတော့မှမတိုက်ဘူးမတိုက်တော့မကောင်းလားကွာငါညီရညီလေးကငရဲရင်းဆိုငရဲရင်းနေကအရက်တောက်လို့ရလို့လားဒါကဒီလိုရှိတယ်ကိုရအတူရနတ်တွေကအမြဲမူးယူနေတာကြားဘူးတယ်မဟုတ်လားနတ်တွေလည်းတောက်ကြတာပဲလေနောက်ပြီးတော့ညီကအခုချိန်မှာလူဖြစ်နေပြီဟိုစမ်းဒီစမ်းတော့စမ်းကြည့်နေတာပေါ့အေးပါကွာအေးပါအမပန်းတို့ခွင့်ပြုရင်တောက်ပေါ့အကိုကမှော်ဝင်ရမှာဆိုတော့တောက်လို့မရသေးဘူးပန်းတို့ကကြက်ကြော်တစ်ဖက်ယူစားလိုက်ပြီးတော့ငါမအခုအားနေတော့လေနံလေးပါလေးလွှင့်ပြီးလေးလာကြည့်ပါလားထူးထူးခြားခြားဘာရှိမလဲလို့စုံစမ်းကြည့်စမ်းတက်ကလေးကဂရင်ပေါ်မှာထိုင်လိုက်ပြီးတော့နံကိုခွာထုတ်လိုက်တယ်တဲခိုကန်ရဲ့အနီးနားမှာတော့ဘာမှထူးခြားတာမတွေ့ရဘူးအဲ့ဒါနဲ့သူကခက်လန်းလန်းရောက်တဲ့အထိနံကိုလွှင့်လိုက်တဲ့အခါမြို့အစုံမှာရှိတဲ့တချို့အိမ်တွေမှာတော့ထူးဆန်းတဲ့အငွေ့သက်တွေကိုတွေးရှိလိုက်တယ်အနားကိုကပ်ကြည့်လိုက်တော့မကောင်းတဲ့အငွေ့သက်တွေကအိမ်ထဲကနေထွက်နေတာမြင်ရတာကြောင့်ဝင်ကြည့်မယ်လို့နားထဲကနေပန်းနုရဲ့ခေါ်တံကိုကြားလိုက်ရတယ်အဲ့ဒါကြောင့်နန်းကိုရုပ်ထဲပြန်သွင်းလိုက်ပြီးတော့ပန်းနုကိုမေးလိုက်တယ်အမပန်းနုဘာဖြစ်လို့ပြန်ခေါ်တာလဲဗျာဩငါမောင်ရဲ့တိတ်အဝေးကြီးကိုမသွားနဲ့လို့သတိပေးမလို့ပါဘာလဲဘာထူးဆန်းတာတွေတွေးလို့လဲမြို့စုံကအိမ်တိမ်မှာလေမကောင်းတဲ့အငွေ့သက်တွေတွေးနေရတယ်အိမ်ရဲ့အနီးနားမှာလည်းအဆောင်ရှောက်တွေလည်းမရှိဘူးပရာလောကသားလည်းမတွေ့လို့ထူးဆန်းနေတာတယောက်ရောက်နေတာဖြစ်မှာပေါ့ငါမောင်ရဲ့တိတ်တော့မထူးဆန်းပါဒီမျိုးလေးမှာလေအမေကြီးတို့နန်းဆောင်ပြင်ဟိုးရှိခေတ်တည်းကရှိတယ်တင်းတိုင်းတစ်ခုလည်းရှိတယ်တာမန်လူတွေအတွက်ကတော့အရေးမပါပဲမယ်ပညာသည်တွေအတွက်ကတော့အရေးပါတယ်မျိုးတစ်ခုပဲဒီတော့တခြားပညာသည်တွေရောက်နေတာဖြစ်နိုင်ပါတယ်ဒီလိုနဲ့သူတို့ဟာနှစ်ရက်ခန့်အနားယူအပန်းဖြေပြီးတော့မှပဲလိုအပ်တာတွေပြင်ဆင်ပြီးတော့တင်းတိုင်းကိုထွက်လာခဲ့ကြတယ်ရှေးတုန်းကရှိတဲ့တင်းတိုင်းဖြစ်တာကြောင့်မြေနေရာကျယ်ဝန်းပြီးတော့အုတ်ကူအဟောင်းတွေလည်းများလာတယ်တချို့အုတ်ကူတွေဆိုရင်မုံဦးတွေဘာတွေနဲ့ခန်းခန်းနာနာတိဆောက်ထားတာမြင်နေရတယ်အမပန်းလူကျွန်တော်ကဘယ်နေရာမှာမှော်ဝင်ရမလဲတက်ကလေးကမေးလိုက်တော့ပန်းလူကအုတ်ကူနှလုံးသားကမြေကွက်လက်ကိုလက်ညှိုးထိုးပြပြီးတော့ဒီနေရာမှာကျင်းတူးလိုက်ပါငါမောင်ပခုံးထိမြုပ်လို့ရတဲ့အနက်ထီတူတက်ကလေးနဲ့နောင်နောင်ကအုတ်ကူနှလုံးသားထဲမှာခက်ခက်ခက်ခဲတူးယူလိုက်ရတယ်ပြီးတော့ပန်းလူကအုတ်ကူနှလုံးပေါ်မှာပွဲတင်ပြီးတော့စားတောက်ဖွယ်ရတယ်ပြင်ဆင်လိုက်တယ်နွားရိုင်းသွင်းချိန်ရောက်မှာတော့တက်ကလေးကိုတွင်းထဲဆင်းခိုင်းပြီးဦးကောင်းပေါ်ယုံထားပြီးတော့မြေမြုပ်ကြတယ်ပန်းလူကပွဲတော်အပ်ပြီးတော့တင်းတိုင်းမော်ဝင်မဲ့အကြောင်းအော်ဟစ်သတိပေးပြီးတဲ့ချိန်အမွှေးတိုင်ဖျောင်းနိုင်တွေကိုထိုးညှိလိုက်တယ်ပြီးတော့တက်ကလေးတယောက်တည်းထားခဲ့ပြီးတော့နောင်နောင်နဲ့ပန်းလူကကားရက်ထားရနေရာကိုပြန်သွားလိုက်တယ်မြေကြီးထဲမှာမတက်ရက်အနေထားနဲ့အမြုပ်ခံထားရတာကြောင့်တက်ကလေးကအချိန်ကြာလာလေတောင့်တင်အေးဆက်တဲ့ခံစားချက်ကိုစတင်ခံစားလာရတယ်ပတ်ဝန်းကျင်မှာလည်းလူသူဆိုတာဝေးလို့အခါတလေအုတ်ကိုတစ်ခုနဲ့တစ်ခုကြာပြေးလွှားနေတဲ့မြေကျွတ်တွေကိုသာတွေးမြင်နေရတယ်ညမောင်လာလေတက်ကလေးရဲ့ကိုယ်လုံးကအေးတဲ့ကြောင်ခိုက်ခိုက်တုန်နေခဲ့တယ်ထိုးစင်မှာပဲတင်းချိုင်းနဲ့ကျေလောင်တဲ့အတန်တွေစတင်ကြားလာရပြီးတော့အချိန်မဲမဲတွေကဟိုမှဒီမှထိုးထွက်လာနေတာမြင်လိုက်ရတယ်လာကြဟေးလာကြစားပွဲရှိတယ်ကွာငါတို့စားဖို့အချိန်ကြပြီဟေးကောင်ငါရင်ဥလာနော်ငါစားပြီးမှမင်းတို့တွေစားရမယ်အတန်တွေကတဖြည်းဖြည်းကြားလာရပြီးတော့ချောင်းစိုးတန်တွေလမ်းလျှောက်တန်တွေကတဖြည်းဖြည်းစုဝေးလာခဲ့တယ်ထို့စဉ်တက်ကလေးရဲ့နားထဲမှာတော့ပန်းလူရဲ့အတန်ကြားလိုက်ရတယ်ငါမော်စဝင်တဲ့အချိန်ရောက်ပြီအခုလာတဲ့တရေတစီတွေကငါမောင်အန်ရမပေးနိုင်ဘူးသူတို့အများဆုံးလုံနိုင်တာ6လန့်တာလောက်ပဲလုံနိုင်မှာငါမောင်ရဲ့ပညာကိုခဏမိထားပြီးတော့သူတို့6လန့်တာတွေကိုမနဲ့နေမထွက်ခင်ထိသီးခံလိုက်ပါဒါဆိုရင်ပထမအဆင့်တော့အောင်ပြီတက်ကလေးကဘာမှပြန်မပြောနိုင်ခဲ့ဘူးသူဟာတွင်းထဲကအေးဆက်တဲ့ခံစားချက်ကြောင့်သွားတွေပါတုန်ခါနေပြီးတော့နေရထိုင်ရအရန်ခတ်နေခဲ့တယ်
လူဆိုတဲ့မျိုးဟာလှုပ်ရှားမှုမရှိအောင်ချုပ်ထားလေပိုပြီးရုန်းကန်တတ်လေဖြစ်တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကအတင်းအကျပ်ရုန်းကန်မှုကြိုးစားနေပါပြီအေးဆက်တဲ့ခံစားချက်ကလည်းသွေးကြောတွေထဲမှာတိုးဝှေ့သွားနေပြီးတော့ခံစားရခတ်တဲ့ဝေဒနာကတက်ကလေးကြုံတွေ့နေခဲ့ရပြီထို့တင်သူ့နားကိုတီးရဆိုတဲ့တစေတရေတွေစတင်တိုးကပ်လာပြီးတော့အုတ်ဂူပေါ်မှာရှိတဲ့အစားအစာတွေကိုစတင်စားတော့တော့တယ်စားစရာတွေကုန်သွားတဲ့ခါမှာတော့တစေတရေတွေကတက်ကလေးကိုကြည့်လိုက်ပြီးငါတို့စားဖို့အစာနဲလွန်းတယ်ဘာမှတော့မစားသေးပဲကုန်ပြီဆိုတော့ဒီလူကိုပါစားလိုက်ကြရင်မကောင်းလားကျန်တဲ့တရေတွေကကောင်းမွန်ကြောင်စားတင်ကြောင်ပြောပြီးတော့တက်ကလေးကိုစတင်ခြောက်လန့်ကြတယ်ရိုးရိုးခြောက်လန့်လို့မရတော့ကြောက်မက်ဖွယ်ရအော်တန်နေနဲ့ခြောက်လန့်ပြန်တယ်တက်ကလေးဟာအပြင်ဘက်ကတရေတစီတွေခြောက်လန့်တာပြင်မိမိခန္ဓာကိုယ်ကခံစားနေရတဲ့ဝေဒနာတွေကြောင့်နားကနေလေတဝီဝီထွက်နေခဲ့ပြီသူဟာဒေါသတွေတလိမ့်လိမ့်ထွက်လာပြီးတော့အနားမှာရောက်နေတဲ့တရေတစီတွေကိုအော်ဟစ်လိုက်တယ်ထွက်သွားကြတယ်နားကြီးတယ်မင်းတို့ငါမကြောက်ဘူးကွာတက်ကလေးကအော်ပြောလေတရေတွေကပိုချောက်လေပါပဲတရေတွေကဘေးပပတ်လေကနေလှောင်ပြောင်ခြောက်လန့်နေကြတယ်တရေတွေကခြောက်လို့မကြောက်မှန်းလဲသိရောအနောက်ကိုဆုပ်ပေးလိုက်ကြတယ်ထိုအခါတက်ကလေးရဲ့အနားကိုတော့အမွှေးမြင်ထူတတ်တဲ့ပူကွကွဘလောက်တောင်အကောင်တွေတိုးကပ်လာကြတယ်သူတို့ဟာတင်းမုတ်တွေကိုကင်ဆွဲထားကြပြီးတော့ထူရိုက်တော့မယ်ပြုတ်ပြီးမြေကြီးကိုတဝုံဝုံရိုက်ကြတယ်တက်ကလေးကမျက်နှာထားတင်းတင်းနဲ့ကြည့်နေပြီးတော့ဘာမှပြန်လို့မရပါဘူးဒီလိုနဲ့အချိန်တော်တော်ကြာတဲ့အထိတရေတွေဘလူးတွေကတက်ကလေးအနားမှာဝိုင်းပြီးခြောက်လန့်နေကြတယ်ကြီးမားတဲ့ရွှေရောင်လင်းတန်းတွေကပတ်ဝန်းကျင်ကနေထွက်ပေါ်လာပြီးတော့ဘလူးတွေနဲ့တရေတချို့ကိုဖမ်းထုတ်သွားတော့တယ်အဖမ်းမခံရတဲ့တရေတစီတွေကခြေဦးတရထွက်ပြေးကုန်ပြီးတော့အလင်းတန်းတွေနဲ့အချုပ်ခံလိုက်ရတဲ့ဘလူးတရေတွေကတဖြည်းဖြည်းနဲ့အကောင်သေးသေးလေးတွေဖြစ်လာကြသလိုနောက်ဆုံးမှာတော့ဖားတွေကြွက်တွေဖြစ်ပြောင်းလဲပြီးတေဆုံးသွားကြတယ်ပတ်ပတ်လည်မှာတေဆုံးနေတဲ့အကောင်ပလောင်တွေကိုကြည့်ပြီးတော့တက်ကလေးကဘာလို့ရမှန်းမသိဖြစ်နေခဲ့တယ်ထိုစဉ်မှာပဲလူတယောက်ကအမှောင်ထဲကနေထွက်လာပြီးထိုအကောင်တွေကိုလာကောက်တယ်ပြီးတော့သူ့ကိုမီးဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးတော့အဝေးကိုထွက်သွားခဲ့တော့တယ်ထိုလူထွက်သွားတဲ့အချိန်ကစပြီးသူ့အနားကိုတရေတစီအနေငယ်မှပါဘယ်သူမှလာရောက်ခြောက်လန့်တာမရှိတော့ဘူးတက်ကလေးဟာမြေကျင်းထဲမှာထိမ့်မြုပ်ခံထားရတဲ့ဝေဒနာကိုသာခံစားနေရပြီးတော့မနှက်အာယုံတက်ဖို့ကိုသာစိတ်ဆောနေပြီနေအောင်ကသူ့မျက်နှာပေါ်ထိုးကြလာတဲ့အချိန်မှာတော့တက်ကလေးဟာနှကန်းနေပြားတဲ့အဆင့်မှာရောက်နေခဲ့ပြီတရေတစီတွေကိုမကြောက်ပေမဲ့မြေမြုပ်ခံထားရတဲ့ဒဏ်ကိုတော်တော်လေးခံစားလိုက်ရတာကြောင့်ပင်မနွမ်းနယ်နေခဲ့ပြီထိုစဉ်နောင်နောင်နဲ့ပန်းတို့ရောက်လာပြီးတော့နောင်နောင်ကမြေကြီးတွေကိုတူးနေခဲ့တယ်ပန်းတို့ကပတ်ဝန်းကျင်ကိုကြည့်ပြီးစဉ်းစားနေတယ်တက်ကလေးပြင်ရောက်လာတော့သူတို့နှစ်ယောက်သားကတက်ကလေးကိုတွေ့ပြီးတဲခိုခန်းကိုပြန်ခေါ်လာခဲ့ကြတယ်တက်ကလေးကိုရင်နှွေးတိုက်ပြီးအိတ်ခိုင်းလိုက်ပြီးတဲ့နောက်ပန်းတို့ကဗရင်ပေါက်ကနေအပြင်ကိုငေးရင်တစ်ခုခုကိုအလေးနဲ့စဉ်းစားနေလေရဲ့တက်ကလေးနိုးလာတော့နောင်နောင်ကရေချိုးသေးပြီးခြေတွေလက်တွေကိုဆေးလူပေးရတယ်အေးဆက်တဲ့မြေတွင်းထဲမှာအချိန်ကြာအောင်အောင်းနေရတာဖြစ်တာကြောင့်အကြောတွေကပ်ပြီးမလှုပ်ရှားနိုင်ပဲဖြစ်နေတာကြောင့်ဆေးပေါင်းစုံလူပြီးနှိမ့်နေပေးရတယ်။ဘန်းနူကအနားရောက်လာပြီးတော့ညာတော့ကလေဘာတွေထူးသေးလဲငါမောင်ရဲ့အမတို့ပြောပြပါဦးထူးတယ်အမအစာပိုင်းမှာလေတရေတွေလာပြီးခြောက်ပေမယ်ကျွန်တော်ကမကြောက်ဘူးတင်းခံနေသေးတယ်နောက်တော့လေအမွှေးစုပ်ခွားတဲ့အကောင်တွေရောက်လာပြီးတော့လက်ထဲကတင်းပုတ်တွေနဲ့ထုတာသူတို့ကတော့မထီအောင်ထုတာပေါ့လေဒါပေမဲ့ဗျာခေါင်းသားမြေကြီးတွေဆိုဖွာထွက်ကုန်တာပဲအဲ့ဒါဘလူးတွေငါမောင်ရဲ့မြေဖုတ်ဘလူးတွေတရေတစီတွေနဲ့မြေဖုတ်ဘလူးတွေဟာငါမောင်လန့်ပြီးတော့တေးလို့ရှင်စားမလို့ဆိုပြီးအစွမ်းကုန်ခြောက်ကြတာဟုတ်မယ်အမရဲ့သူတို့ကိုယ်တိုင်တတ်ဖို့ကတော့မလွယ်တဲ့ပုံပဲအဲ့မှာလေထူးဆန်းတာတခုဖြစ်သွားတယ်ရွှေရောင်လင်းနှန်းတွေကတရေတွေနဲ့အဲ့အကောင်တွေကိုဖမ်းထုတ်လိုက်သလိုဖြစ်သွားတာခဏလဲကြာရောတေကုန်ရောပဲကြံတဲ့တရေတွေလည်းထွက်ပြေးကုန်တယ်ပြီးတော့လေလူတယောက်ရောက်လာတယ်အမရဲ့ယောက်ျားတယောက်ပဲအသက်40လောက်တော့ရှိမယ်ထင်တယ်သူရောက်လာပြီးတော့အသေးကောင်တွေကိုကောက်ပြီးပြန်သွားတယ်မပြန်ခင်မှာတော့ဗျာကျွန်တော်လေမီးဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေနဲ့ကြီးသွားတယ်ဗျာဘန်နူကတက်ကလေးကိုကြည့်လိုက်ပြီးတော့
အဲ့ဒါလေဝိညာဉ်တွေဖမ်းစားတဲ့ကဝေပဲသူအဆင့်တက်ဖို့အတွက်တရေတစီတွေနဲ့မြေဖုတ်ဘလူးတွေကိုရှာပြီးတော့ဖမ်းတာလေလွင့်နေတဲ့လိပ်ပြာတွေဝိညာဉ်တွေတွေ့လို့ရှိရင်အလွတ်မပေးဘူးသူကငါ့မောင်ဘာပြောသားသေးလဲဘာမှတော့မပြောသားဘူးအမရဲ့ကြည်သွားတာတော့ကြောက်စရာကြီးပဲအင်းငါ့မောင်လမ်းလျှောက်နိုင်ပြီဆိုရင်အခုပဲထတော့အမတို့တွေတွားညှိအောင်တက်ကလေးကအဝတ်စားလဲပြီးတော့အပြင်ကိုထွက်လာခဲ့လိုက်တယ်သူတို့နှစ်ယောက်သာပန်းနူနောက်ကနေလိုက်လာရင်းနဲ့မြို့အစုံရှိခြံထဲကိုရောက်တော့ပန်းနူကခြံကားကိုတွန်းဖွင့်ပြီးအထဲကိုဝင်ဖို့လို့လူတယောက်ထွက်လာတာနဲ့တိုးသွားခဲ့တယ်ပန်းနူကအဲ့လူကိုကြည့်ပြီးတော့ညကျမမောင်ဘာမှမလုပ်သွားလို့ကျေးဇူးတင်ပါတယ်ရှင်ရပါတယ်ဗျာကျုပ်ကိစ္စအတွက်အကူအညီတောင်ရသေးတယ်လာကြပါအိမ်ထဲဝင်ကြပါထိုသူကပြောပြီးတော့အိမ်ထဲကိုခေါ်လာကြအောင်သူတို့လည်းလိုက်ဝင်သွားခဲ့တယ်ခြံကျဲကြီးရဲ့အလဲမှာမှနှစ်ဆောင်ပြိုင်အိမ်ကြီးတစ်လုံးကိုတွေ့မြင်နေရပြီးတော့အိမ်ကြီးရဲ့တချို့နေရာတွေကလည်းဟောင်းနှံဆွေးမြေ့လို့နေပါပြီထိုလူကဧကန်းထဲကိုခေါ်သွားပြီးသူတို့ထိုင်မှုအတွက်နေရာစီစဉ်ပေးတယ်ပြီးတော့သူတို့ကိုကြည့်ပြီးတော့လာတဲ့လူတွေကတော့တကယ်လူတွေကြီးပဲခုလိုတွေ့ရတာဝမ်းသာပါတယ်ဗျာနောက်ပြီးတော့လေဒီကညမကိုလည်းလေးသားပါတယ်အိမ်တကားကိုခောက်ပြီးမှလာတွေ့တာဆိုတော့ရန်သူဖြစ်ဖို့တော့မဟုတ်တော့ဘူးထင်တယ်ဟုတ်ပါတယ်ရှင်ဟုတ်ပါတယ်ကျမတို့ကရံမများခြင်းလို့ကောင်းကောင်းမွန်မွန်လာတွေ့တာပါဒီကအကိုလည်းပညာအဆင့်တက်နေတယ်ထင်ပါတယ်ကျမမောင်လေးကလေတင်းတိုင်းမော်ဝင်ဖို့လိုနေလို့ကျမတို့တွေလိုက်ပို့တာပါနောက်ထပ်၈ရက်ပြီးရင်တခြားကိုထွက်သွားမှာပါရှင်ပန်းနူကကောင်းကောင်းမွန်မွန်ပြောပေမဲ့သူ့ရဲ့မျက်နှာကတော့တင်းမာနေခဲ့တယ်အဲ့ဒီလူကပန်းနူကိုကြည့်ပြီးတော့ပြန်ပြေးတယ်ညီမပြောတော့အကိုနားလဲပါတယ်အကိုလည်းပညာအဆင့်တက်နေတာပါဝိညာဉ်စားတဲ့မှော်ပေါ့လေဒီအဆင့်အောင်လို့ရှင်နောက်ထပ်မှော်တွေထပ်ဝင်ဖို့ရှိသေးတယ်မင်းညတော့ဆိုတင်းချိုင်းထဲမှာအကိုကအစောကြီးတွေကရောက်နေတာကွာညီမတို့လုံနေကြိုင်နေတာလေအစားဆုံးမြင်ရတယ်စောစောစီးစီးဝင်ဖမ်းလိုက်လို့ရှင်မှော်မအောင်ပါဆိုလို့အချိန်ပေးပြီးစောင့်နေပါသေးတယ်အကိုကလည်းနားလည်မှုရှိပါတယ်ကွာထိုအခါပန်းနူကဒါဆိုလို့ရှင်နောက်ရက်တွေလေမနက်မိုးလင်းကန်ဒီမှာလာဖမ်းပေးပါကျမမောင်လေးမှော်မအောင်ရင်တော့ကျမတို့ရဲ့အဆိုမဆိုးပါနဲ့ရပါတယ်ဒီလောက်တော့စောင့်နိုင်ပါတယ်မနက်မိုးလင်းကန်ဒီလေပိုစွမ်းတဲ့အကောင်တွေရောက်လာတတ်တာပဲအကိုကအဆင်ပြေပါတယ်ဒါနဲ့လေအကိုရဲ့နာမည်ကိုလည်းမှတ်ထားပေးပါဖုံးမြတ်လို့ခေါ်ပါတယ်ဒီကညီနဲ့ညီမရဲ့နာမည်အနောက်ကငရဲတဲ့ရဲ့နာမည်လေးသိခွင့်ရမလားပန်းနူကသူတို့ရဲ့နာမည်တွေပြောပြလိုက်ပြီးမိတ်ဆက်လိုက်တယ်ပြီးတော့ထိုအိမ်ကနေပြန်တော့လာခဲ့လိုက်တယ်တက်ကလေးကတော့ဖုံးမြတ်ဆိုတဲ့လူကနောင်နောင်နဲ့ပန်းနူကိုကြောက်လို့သာဘာမှပြဿနာမရှာတာလို့တွေးမိနေတော့တယ်နောင်နေတွေမှော်ဆက်ဝင်တော့တင်းချိုင်းတွေကတရေတစီတွေပိုဆိုးလာကြတယ်သူတို့တွေကတက်ကလေးမှော်မအောင်မှုအတွက်အသေးအံဖြတ်စည်းကြတယ်၆လန့်လို့လည်းဘာမှမထူတာကြောင့်တက်ကလေးရဲ့အာကောင်တဲ့အထိဝင်ပြီးတော့အော်ဂလီဆန်းအောင်ပြုတ်မှုကြပဲမယ်တက်ကလေးဟာသူ့ရဲ့ပညာတွေကိုထုတ်သုံးမလာခဲ့ဘူးကဝေဖုံးမြတ်ကလည်းမနက်မိုးလင်းကန်ဒီမှာသူဖမ်းကျင်တဲ့အကောင်ကိုဝင်ဖမ်းပြီးပြန်ထွက်သွားတယ်ဒီလိုနဲ့သူတို့ဟာပထမအဆုံးသိမ်းတိုင်းမှာတော့9ရက်ပြည့်တဲ့အထိအစင်ပြေးပြေးနဲ့ဖြတ်သန်းခဲ့ရတော့တယ်ဘန်ဒူကတော့နောက်ထပ်သိမ်းတိုင်းနေမှာပိုဆိုးတဲ့အခြေအနေကြုံတွေ့ရမယ်ဆိုပြီးပြောခဲ့တယ်လို့ကဝေဖုံးမြတ်ကလည်းသူအဆင့်တက်ဖို့အတွက်လိုက်ပါခွင့်ပြုရန်ခွင့်တောင်းတယ်ဘန်ဒူကခွင့်ပြုသဖြင့်ဖုံးမြတ်ဟာသူတို့နဲ့နောက်ထပ်သိမ်းတိုင်းတွေကိုလိုက်ပါလာခဲ့တော့တယ်ဖုံးမြတ်လမ်းညွှန်ပေးတာကြောင့်နောက်ထပ်သိမ်းတိုင်းတစ်ခုကိုရောက်ရပြန်တယ်ဒီသိမ်းတိုင်းကတိတ်မခမ်းတာပဲမဲ့ဟိုးတုံးနဲ့ရှိတဲ့သိမ်းတိုင်းဖြစ်ကြောင်းကိုဖုံးမြတ်ပြောပြလို့သိလိုက်ရတယ်ဘန်ဒူကတော့ကားကိုခလန်းလန်းမှရက်လိုက်ပြီးတက်ကရစ်ကိုမှားတရားရှိတာတွေမှားတယ်တင်ပေးတရားရှိတာတွေတင်ပေးနေခဲ့တယ်ငါမောင်အခုတင်ပေးတာတွေကိုမမေ့နဲ့ဒီညအစပြီးတော့ငါမောင်ကလေမြေချင်းထဲမှာနေနေဂါရာတွေကိုရွတ်ရမယ်အာယုံမတက်ခင်အချိန်အတွင်းမှာအခောက်တစ်ထောင်ပြည့်အောင်ရွတ်မှာဒီအဆင့်ကိုအောင်လိုက်မယ်ရွတ်ရမယ်ဂါရာကိုမမေ့စေနဲ့တက်ကရစ်ကဂါရာကိုအလွတ်ရွတ်ပြလိုက်ပြီးတော့တင်းချိုင်းထဲကိုဝင်သွားလိုက်တယ်နောင်နောင်ကတဝက်ထိတူးထားပြီးတော့ဖုံးမြက်ကလည်းကူညီပေးနေတာမြင်လိုက်ရတယ်တက်ကရစ်ကဝင်တူးမယ်လို့တော့ဖုံးမြက်ကနေညီလေးကလောက်ရမယ့်ဟာတွေကိုမမေ့အောင်ပဲကြိုးစားပါနောက်ဆင့်နေကပိုပြီးခတ်လာလိမ့်မယ်နေဆောင်လာတော့စားတော့ပွဲတွေပြင်ဆင်ပြီးတက်ကရစ်ကိုမြေမြုပ်ခဲ့ကြတယ်ထိုညာဦးပိုင်းမှာတော့တက်ကရစ်တယောက်က
ဂါရာတွေကိုကောင်းကောင်းမွန်မွန်ရွတ်ဆိုလို့မရအောင်ခြောက်လန့်ခံရတယ်။ဒါပေမဲ့သကောင်ကျော်ထင်ရစပြီးတော့စိတ်ကိုအတည်ငြိမ်ဆုံးစုတည်ပြီးဂါရာတစ်ထောင်ပြည့်အောင်ရွတ်ဆိုလိုက်ရတော့တယ်။ဂါရာတစ်ထောင်ပြည့်ပြီးဆိုမှကဝေဖုံးမြက်ကဝင်လာပြီးတော့တရေတစီချို့ဝင်ဖမ်းတယ်။အဲ့လိုနဲ့ယခုတင်းတိုင်းမှာလဲကိုရက်တိတိခက်ခဲမရှိအောင်မြင်ခဲ့ရပြန်တယ်။နောက်ထပ်တင်းတိုင်းတစ်ခုကိုရောက်တော့နောင်ကကိစ္စတစ်ခုပေါ်လာပြီးမရဏဂိတ်ကနေခဏပြန်သွားခဲ့တယ်။တက်ကရက်မှောင်ပြီးတဲ့အချိန်မှာပြန်လာမဲဆိုပြီးထွက်သွားတာပါ။သူ့ပုံစံကိုကြည့်ရတာကသူတာဝန်ယူထားတဲ့ဂိတ်မှာပြဿနာတစ်ခုခုတက်နေပုံရလို့ပန်းနုကလည်းပြန်ခိုင်းလိုက်တယ်။ဒီလိုနဲ့ရပ်ပေါင်းတော်ကြောင်မှော်ဝင်လာခဲ့တာ9ခုမြောက်တင်းတိုင်းထိအဆင်ပြေလာခဲ့တယ်။တက်ကရက်အတွက်ခက်ခဲမှုတွေကလည်းအများကြီးပါပဲ။ဖုံးမြက်ကကူညီပေးနေလို့သာတက်ကရက်ကအဆင်ပြေနေခဲ့တာပါ။အမကျွန်တော်ကလေတင်းတိုင်း9ခုထိပြီးသွားပြီဆိုတော့နောက်4ခုဆိုရင်အောင်ပြီပေါ့နော်။တော်သေးတာပေါ့ဗျာ။အကိုကြီးဖုံးမြက်ကျင့်တယ်နဲ့ကျွန်တော်ကျင့်တယ်ကကွက်တိဖြစ်နေလို့ပေါ့။မဟုတ်ရင်မလွယ်ဘူးဗျာ။နောက်ပိုင်းတည့်ရတွေကပိုဆိုးလာတယ်။တက်ကရက်ပြောသမျှတော့ပန်းနုကပြုံးပြီးကြည့်နေခဲ့တယ်။ဖုံးမြက်ကလည်းသူ့ရဲ့ကျင့်တယ်အလွယ်တကူအဆင်ပြေနေတာကြောင့်တက်ကရက်ကိုကျေးဇူးတင်နေပြန်တယ်။ပန်းနုကဖုံးမြက်ကိုကြည့်လိုက်ပြီးတော့ဟုတ်ပါကိုရဲ့အကိုနဲ့သာမတွေ့ခဲ့လို့ရှင်လေအခုအဆင့်ကိုခက်ခဲကြော်ဖြတ်ရမှာနောက်ဆုံးဝင်ခဲ့တဲ့တင်းချိုင်းကဘလူးတွေတပတ်တွေဆိုရင်တော်တော်လေးကိုတောင်းကြတာရပါတယ်ညီမရဲ့အကိုလည်းလေကျင်းအောင်တာတွေကျင်းခဲ့ရတာပဲကူညီခွင့်ရတယ်လို့မမှတ်ပါဘူးကွာဒါနဲ့လေနောက်ထပ်တင်းချိုင်းကဘယ်ကိုသွားကြမလဲအဲ့ဒါညီမပြောမလို့တင်းချိုင်းကလေအကိုရွေးတာပိုပြီးအဆင်ပြေတယ်ဒါမှနှစ်ဦးနှစ်ဖက်အဆင်ပြေမယ်မဟုတ်လားတက်ကရက်ကတော့သူ့မှာအစွမ်းနေတိုးတက်လာသလိုခံစားနေရသဖြင့်ပျော်ရွှင်နေခဲ့တယ်။ဖုံးမြတ်ဟာတင်းချိုင်းရွေးတဲ့အခါမှာနှိမ့်ချို့တရေတွေရှိတဲ့တင်းချိုင်းကိုသာရွေးမြတယ်။တက်ကရက်ကိုနှောက်ယှက်ဖို့နှိမ့်ချို့တရေတွေကကြိုးစားနေတဲ့အချိန်သူကအသာလေးကောက်ဖမ်းပြီးတော့သူ့ရဲ့ကျင့်စဉ်အတွက်အသုံးချပြတယ်။ယခုလေအချောက်လန့်ကျမ်းပါပဲဆိုတဲ့တင်းချိုင်းတစ်ခုကိုခေါ်လာပြန်တယ်။ဒီတင်းချိုင်းမှာတော့တက်ကရက်ကအသားတုံးကိုကိုက်ပြီးဂါရာကိုရွတ်ဆိုရမှာဖြစ်တယ်။အသားတုံးပြုတ်ကြတာပဲဖြစ်ဖြစ်ဂါရာအခောက်တစ်ထောင်မှာပြည့်တာပဲဖြစ်ဖြစ်မှောင်မှာမဟုတ်ဘူးကျင်းထဲမှာတက်ကရက်ကအသားတုံးကိုကိုက်ပြီးတော့ဂါရာရွတ်နေတဲ့ချိန်တရေတစီတွေကပါဇက်မှာကိုက်ထားတဲ့အသားတုံးကိုလာလို့ကြတယ်ရိုးတန်းတန်းလူတာမရတော့တက်ကရက်ရဲ့ပါဇက်ထဲထိယွန်စရာအကောင့်တွေဝင်လာပြီးတော့အန်ထွက်အောင်ထိပါပြုတ်လောက်ကြတယ်ဂါရာတစ်ထောင်ပြည့်အောင်တတိထားရွတ်ဆိုနေနေအသားတုံးကတရေတွေလက်ထဲပါတော့မလို့ခဏဖြစ်နေတာကြောင့်တက်ကရက်ဟာစိုးရိမ်စိတ်တွေပိုတိုးလာခဲ့တယ်ဒါပေမဲ့ဖုံးမြက်ရဲ့ကောင်းမှုကြောင့်တရေတွေအဖမ်းခံလိုက်ရပြီးတော့မှောင်အောင်သွားပြန်တယ်ဒီလိုနဲ့တဆင့်စီအခက်ခဲတွေတိုးလာလေဖုံးမြက်ရဲ့အပေါ်မှာတော့တက်ကရက်ရဲ့မိခိုမှုကပိုများလာပြီးယုံကြည်မှုတွေလည်းခိုင်မာလာခဲ့တယ်နောက်ဆုံးတင်းချိုင်းဝင်ကန်ဒီမှာတော့ဖုံးမြက်နဲ့တက်ကရက်ဟာတော်တော်လေးရင်းနှီးတဲ့အဆင့်ထိရောက်လာခဲ့ပြီဖုံးမြက်မြေတူးနေတာကိုပန်းနုကကြည့်ပြီးတော့ဒီချင်းကမသေးဘူးလားကိုဖုံးမြက်တက်ကရက်ကိုလုံးနဲ့ကွက်တီဖြစ်နေမယ်ထင်တယ်နည်းနည်းချဲ့ပါဦးညီမကလည်းကွာအကိုကြည့်ရတဲ့လောက်တော့နေတော့ပါပဲအခုကညနေဆောင်တော့မယ်လေထက်ချဲ့လို့ရှင်အချိန်ကြော်ကုန်လိမ့်မယ်ဒါလားညီလေးခဏဝင်ကြည့်လိုက်တက်ကရက်ကကျင်းထဲကိုဝင်ကြည့်တော့ပန်းနုပြောတဲ့အတိုင်းကိုလုံးနဲ့ကွက်တီဖြစ်နေတာတွေ့လိုက်ရတယ်ဒါပေမဲ့ဘာမှတော့ပြန်မပြောဘူးဖုံးမြက်ကရပါတယ်ဆိုတာကြီးပဲပြောနေတာကြောင့်ပန်းနုကအလျှော်ပေးလိုက်ရတယ်နောက်ဆုံးတင်းရဲ့9ရက်မြောက်နေ့မှာတော့ထူးခြားတာစတင်ပေါ်လာခဲ့ပြီထိုညမှာတော့တက်ကရက်ကဂါရာတစ်ထောင်ပြည့်အောင်ရွတ်နေနေအသားတုံးကိုသွားနဲ့ကိုက်ထားရတယ်အရှိကနေအမျိုးမျိုးနှောက်ယှက်နေတဲ့တရေတဖေးတွေပြင်အဝေးကနေစောင့်ကြည့်သလိုခံစားရနေတဲ့စိတ်ကြောင့်တက်ကရက်ဟာစိတ်ချင်းကျက်လာခဲ့တယ်ထို့ပြင်မြေချင်းကလည်းတဖြည်းဖြည်းကျင်းလာသလိုခံစားရပြီးတော့စိတ်ရောလူပါပင်ပန်းလာခဲ့တယ်အဲ့ဒီချိန်ကြည်လင်နေတဲ့ကောင်းကင်ကဘိုးသားတိမ်တိုက်တွေတက်လာပြီးတော့တင်းတိုင်းထန်ခွေးဟူသံတွေကနီးလာလိုက်ဝေးသွားလိုက်ဖြစ်လာတယ်တက်ကရက်ရဲ့ရှေ့မှာရှိနေတဲ့တရေတဖေးတွေကတဖြည်းဖြည်းနောက်ကိုဆုတ်သွားပြီးတော့တင်းတိုင်းများပေါ်သို့တက်ပြေးပုံကြတယ်ထို့သင်အုတ်ဂူတွေအပေါ်ကနေပြီးတော့အခေါင်းတစ်လုံးကိုထမ်းပြီးလမ်းလျှောက်လာနေတဲ့မိန်းမတစ်ယောက်ရဲ့အမွှေးဆုပ်ခွားနဲ့လက်ရွက်ကမြေကြီးထိလူနီးပါးရှိတယ်မွဲ6အကောင်2ကောင်ကိုမြင်လိုက်ရတယ်မွဲ6အကောင်ကြီးတွေကတက်ကရက်ရှေ့မှာရက်လိုက်ပြီးတော့ဟေးကောင်မင်းပါဇက်ကအသားသိန်းတွေကိုပေးတယ်မပေးမင်းကိုတတ်ပြင်မယ်တက်ကရက်ဟာ
အသားသိန်းလုံးနဲ့ကိုသွားကိုမြုပ်အောင်ကိုက်ထားပြီးတော့ခေါင်းခါပြတယ်သူရွတ်နေတဲ့ဂါရာတွေလည်း990ပြည့်နေပါပြီအကောင်ကြီးကတက်ကရစ်ရဲ့သပင်ကိုဆွဲပြီးတော့မျက်နှာအနားကိုကပ်ပြီးအော်ပြောပြန်တယ်အခုပေးတယ်မပေးငါတကယ်လှုပ်တော့မှာနော်တက်ကရစ်ကဖြစ်စင်ဟာဖြစ်ဆိုတဲ့သဘောနဲ့ဂါရာကိုဆက်ရွတ်နေခဲ့တယ်သူ့ရဲ့အခြေအနေဟာအသက်အန္တရာယ်အပြည့်ဖြစ်နေခဲ့ပြီယခုရောက်နေတဲ့အကောင်ကြီးတွေကသူ့ကိုသပင်အောင်ဆွဲနိုင်တယ်ဆိုတော့အသေးအသက်ဖြစ်ဖို့လည်းမဝေးတော့ဘူးအဲ့ဒီချိန်အခေါင်းထားထားတဲ့မိန်းမကအခေါင်းကိုချပြီးတော့သူ့ရှေ့ကိုလမ်းလျှောက်လာတယ်သူ့ကိုငုံကြည့်ပြီးတော့တော်လိုက်တော့ဖို့သူဒီကလေးကိုလွှတ်ပေးလိုက်တော့ငါတို့မတားသင့်တဲ့ကလေးတွေမှာသူ့ပါတယ်သူ့ရဲ့ပထမဦးဆုံးဖော်အောင်ပြီးလို့ရှိရင်နောက်ထပ်လှုပ်ရှားတယ်အများကြီးရှိသေးတယ်နင်တို့တွေသူ့ကိုမစကြနဲ့တော့အတက်နိုင်ဆုံးစောင့်ရှောက်ပေးကြအမျိုးသမီးကပြောလိုက်တော့အကောင်ကြီးနှစ်ကောင်ကရိုသေပေးပြီးသူ့ဘေးကအုတ်ကူနှလုံးပေါ်မှာလာထိုင်နေပေးတယ်သူတို့ရဲ့ပုံစံတွေကတက်ကရစ်ကိုကာကွယ်ပေးနေတဲ့ပုံပေါက်တာကြောင့်စိတ်ကိုလျှော့ပြီးဂါရာကိုဆက်ရွတ်လိုက်တယ်ဂါရာပေါင်း995ခေါက်ပြည့်တဲ့အချိန်မှာပဲအလင်းတန်း3ခုထွက်လာပြီးတော့အကောင်ကြီးနှစ်ကောင်နဲ့မိန်းမကြီးကိုရစ်ပတ်ဖမ်းသိလိုက်တာမြင်လိုက်ရတယ်အဲ့ဒီနောက်မှာတော့ဖုံးမြက်ရဲ့ကြီးတန်းကတင်းချိုင်းပြင်ကနေထွက်ပေါ်လာခဲ့တယ်ဟာ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 နောက်ဆုံးတော့ရောက်လာပြီပေါ့လေဟုတ်လားတင်းချိုင်းရှင်မကိုဖမ်းရတာလွယ်လိုက်တာနော်ငါမလေးနင့်ကိုဖမ်းဖို့အတွက်ညံဒီညံနဲ့ဘောင်းတော့ထုတ်လိုက်ရလားဖုံးမြက်ရဲ့စကားသံနဲ့တူတက်ကရစ်ရဲ့အရှိကိုလူတယောက်ပြစ်ချလိုက်တယ်အဲ့ဒီလူကတော့မလှုပ်ရှားနိုင်တော့တဲ့ပန်းနုပဲဖြစ်တယ်ပန်းနုရဲ့မျက်လုံးဆုံးကပွင့်နေပြီးတော့အသက်ကိုဖြည်းဖြည်းစီရှူသွင်းနေသေးတာကြောင့်မသေးသေးဘူးဆိုတာသိနိုင်တယ်ဒါပေမဲ့လှုပ်ရှားလို့မရတော့ဘူးဖုံးမြက်ကတင်းတိုင်းရှင်မဆိုတဲ့သူကိုမြေပေါ်တွန်းလှည့်လိုက်ပြီးတော့ရုံးလေနင့်ရဲ့ပညာတွေကိုတုံးပြီးရုံးသမ်းပါငါရဲ့ကြော့ခွင့်ဟာပညာသုံးလေပိုကျန်းလေပဲတက်ကရစ်ကဂါရာကိုအမြန်ရွတ်တယ်တက်ကရစ်ကဂါရာကိုအမြန်ရွတ်လိုက်တယ်ဒါပေမဲ့အမှားမှားယွင်းယွင်းဖြစ်နေတာကြောင့်ဂါရာအစအနေပြန်ပြီးရွတ်နေရပြန်တယ်အဲ့ဒီအချိန်ဖုံးမြက်ကသူ့နားရောက်လာပြီးသူ့သပင်ကိုဆွဲပြီးခေါင်းကိုမော့လိုက်တယ်လုံနေနဲ့တော့ညီလေးရာမင်းတို့တွေအကုန်လုံးကငါရဲ့အစာဖြစ်ပြီကွာလိမ့်လိမ့်မာမာနဲ့ရက်လိုက်လို့ရှင်အသေးမစိုးအောင်ကူညီပေးလို့တော့ရတယ်အေးငါပြောတာကိုနားမထောင်ဘူးဆိုရင်တော့ဒီမှာကြည့်ဖုံးမြက်ကပြောပြီးတာနဲ့သူ့ချုပ်ထားတဲ့အကောင်ကြီးတစ်ကောင်ကိုပါဇက်ကနေဆွဲဖျက်ပစ်လိုက်တယ်နောက်တစ်ကောင်ကတော့ကြောက်လန့်နေပြီးအချုပ်ခံထားရတဲ့မိန်းမကြီးကအန်ကိုကြိတ်ပြီးမျက်လုံးပြူပြီးကြည့်နေခဲ့တယ်ဖုံးမြတ်ဟာဝင်းကျင်ဖမ်းစားတဲ့ကော်ဝေဖြစ်တာကြောင့်တက်ကရစ်မှော်ဝင်တဲ့အချိန်မှာဖြတ်စည်းဖို့လာတဲ့တဆေတရေတွေကိုဖမ်းစားပြီးပါပြီအခုလဲမှော်အောင်ကနေအချိန်မှာရောက်လာတဲ့တင်းချိုင်းသားကိုပါဖမ်းပြီးစားတော့မလို့လုံနေတာပါသူ့အတွက်အနှောက်အယှက်ဖြစ်နိုင်တဲ့ပန်းနုနဲ့တက်ကရစ်ကိုလည်းအရှင်ထားမှာမဟုတ်ပါဘူးဟေးကောင်တက်ကရစ်မင်းပါဇက်ထဲကအသားသိန်းတော့အခုထုတ်ပေးမှာမပေးဘူးလားပြောသမ်းဖုံးမြက်ကအော်ပြောပြီးတော့ပန်းနုလေပင်ကိုလက်ကကင်ထားခဲ့တယ်ပန်းနုရဲ့မျက်လုံးတွေကတော့တက်ကရစ်ကိုတားဆီးနေခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့တက်ကရစ်ကပန်းနုအသက်ခံရမှာစိုးတာကြောင့်အသားသိန်းကိုထုတ်ပေးပြီးတိုက်ခိုက်တော့မှာပါထိုချိန်မှာပဲမြေကြီးတွေအကွဲလာပြီးတော့မီးခိုးတွေဥထွက်လာပြီးငလှင်လှုပ်သလိုတုံခါလာခဲ့တယ်ဖုံးမြက်ကဘေးဘီဝဲရောက်ကြည့်နေစဉ်ကြီးမားတဲ့ရိုက်ခတ်မှုတစ်ခုကဝင်ရောက်လာပြီးတော့ဖုံးမြက်ကိုထိမှန်သွားခဲ့တယ်ရင်ဘတ်မှာမီးလောင်တရားနဲ့အဝေးကိုလွင့်သွားတဲ့ချိန်ပန်းနုနားကိုလူတယောက်ရောက်လာပြီးတော့ချုပ်ထားတဲ့ပညာတွေကိုဖျက်ဆီးလိုက်တော့တယ်အဲ့ဒီလူကိုမြင်တော့တက်ကရစ်ကပြောသွားပြီးပါဇက်ဟာကစကားပြောတော့မဲ့ချိန်အဲ့ဒီလူကတက်ကရစ်ရဲ့ပါဇက်ကိုပိတ်လိုက်တယ်အကိုဂါရာကိုဆက်ရွတ်ထားကျွန်တော်ကာဝယ်ပေးထားမယ်ပန်းနုလည်းချုပ်ထားတာတွေလွတ်သွားတာကြောင့်တင်းချိုင်းရှင်မနဲ့သူ့ဖော်ကိုပညာဇက်တွေဖယ်ပေးလိုက်ပြန်တယ်ထိုအခါလွတ်မြောက်သွားတဲ့တင်းချိုင်းရှင်မကဖုံးမြက်အနားကိုပြေးပြီးတော့လက်နဲ့ဖျက်ရိုက်ချလိုက်တယ်မြေပေါ်လဲကျသွားတဲ့ဖုံးမြက်ကိုအမွှေးစုပ်ပွားနဲ့အကောင်ကြီးကအားနဲ့အရှိန်ပြင်းပြင်းကန်လိုက်တာကြောင့်အုတ်ဂူတစ်လုံးမှာကွဲထွက်သွားပြီးတော့ဖုံးမြက်ဟာသွေးပွက်ပွက်အန်ပြီးသေဆုံးသွားရတယ်တက်ကရစ်ကအာယုံဆိုင်ပြီးတော့ဂါရာ၅ဘုတ်ကိုရွတ်ဆိုပြီးချိန်မှာတော့တင်းချိုင်းရှင်မကဖုံးမြက်ရဲ့အလောင်းကိုယူလာပြီးသူ့တယ်လာတဲ့အခေါင်းထဲကိုထည့်လိုက်တယ်မော်ဝင်တာအောင်တော့မယ်ဒီတော့မှော်အဆောက်နေတယ်ဒီအခေါင်းထဲကတရဝါကိုအနှင်းလိုက်ပါမယ်အာယုံဆိုင်ထားပါတင်းချိုင်းရှင်မကပြောလိုက်ပြီး
လက်နှစ်ဖက်ကိုစမ်းတန်းကလက်တွေကိုလေးပေါ်မြှောက်ထားလိုက်တယ်။အဲ့ဒီအချိန်တက္ကရီအရှိကအခေါင်းကလေးပေါ်မြောက်တက်လာပြီးတော့အခေါင်းတွင်းမှာမီးတွေထထောက်တာမြင်လိုက်ရတယ်။တင်းချိုင်းရှင်မကတက္ကရီပါဇက်ထဲကအသားတုံးကိုယူဖို့လုပ်တော့တက္ကရီကပန်းနုကိုလှမ်းကြည့်လိုက်တယ်။စိတ်ချလက်ချနဲ့ပေးလိုက်ပါငါမောင်ရဲ့။ကြံတာကိုတင်းချိုင်းရှင်မလှုပ်ပေးလိုက်မယ်။ငါမောင်ကခဏပဲတီးခံပါ။တက္ကရီပါဇက်ထဲကနေအသားသိန်းတို့ကိုထုတ်ယူပြီးတော့မီးလောင်နေတဲ့အခေါင်းထဲကိုပြစ်သွင်းလိုက်တယ်။အဲဒီအချိန်ကစပြီးတော့မနက်အာယုံမတက်မီချိန်လေးမှာပဲအခေါင်းထဲကနေမဲမဲကောင်ကြီးထလာပြီးတော့တက္ကရီရှေ့မှာဒူးထောက်လိုက်တယ်။နေရောင်ကထွက်လာလေလေဒူးထောက်နေတဲ့အကောင်ကတဖြည်းဖြည်းသေးလာပြီးတော့လက်ဖဝါးပေါ်မှာတင်းလို့ရတဲ့ရုပ်ထုလေးဖြစ်ပြောင်းလဲသွားခဲ့တယ်။ဘန်းနူးနဲ့နောင်နောင်ကတက္ကရီကိုတွင်းပြင်ရအောင်ပြန်တူးလိုက်ပြီးတော့ဘန်းနူးကတက္ကရီကိုပြောလိုက်တယ်။ငါမောင်ရဲ့လက်မသွေးတစ်စက်ကိုဖောက်ပြီးတော့ရုပ်ထုပေါ်မှာအဆက်ချလိုက်ဘန်းနူးပြောတဲ့အတိုင်းလှုပ်လိုက်တာရုပ်ထုကအယောင်လက်သွားခဲ့တယ်ငါမောင်တော့မှော်အောင်ပြီအဆောင်ရုပ်ထုကိုယူပြီးတော့ပြန်ကြမယ်တက္ကရီမှော်အောင်တာကသူများတွေလိုမျိုးကျုံဝါအော်ဟစ်တန်နေမပါခဲ့ဘူးပတ်ဝန်းကျင်မှာလည်းကြောက်လန့်တကြထွက်ပြေးတာတွေမရှိသလိုသူကိုယ်တိုင်ကလည်းပင်ပန်းနေတာကြောင့်နောင်နောင်ကတွဲထားရတယ်သူတို့ဟာပန်းနုရဲ့ကားလေးနဲ့ပြန်ထွက်လာခဲ့ပြီးတော့အဲကိုကမ်းမှာပြန်လာလိုက်ကြတယ်တက္ကရီကတော့လက်ထဲမှာရုပ်ထုလေးစုပ်ကင်ပြီးပင်မန်းလို့အိပ်ပျော်သွားလေရဲ့နေ့လေထမင်းသားချိန်မှတက္ကရီနိုးလာခဲ့ပြီးတော့နောက်လက်ကိုဆွဲပြီးညီလေးလာခဲ့လို့တော်သေးတာပေါ့ကွာအကိုကသေးပြီးမှတ်နေတာအဲ့ဒါအမပန်းနုရဲ့အကြမ်းဗျာအဲ့လူကြီးမယိုးသားမှန်းအမပန်းနုကအစောကြီးတည်းကသိတယ်အကိုကိုပြောပြရင်မယုံပါဆိုလို့မပြောပဲနေခဲ့တာတက္ကရီကအံ့ဩသွားပြီးတော့ပန်းနုကိုကြည့်လိုက်ပြီးကျွန်တော်ပြောလေရပါတယ်အမရာအဲ့လိုကြိုးပြောတာမနေညလို့ဖြစ်မှာမဟုတ်ဘူးလေငါမအောင်ကြိုးမပြောတာတမင်မပြောတာပါဘာပဲဖြစ်ဖြစ်လေအမတို့ကမှော်ဝင်ရအောင်ပါဆိုတော့သူ့ကိုလိုအပ်တယ်သူမရှိရင်ပိုခတ်မယ်လေဟုတ်တယ်မလားသူကလည်းသူ့ကြံတဲ့သူလိုက်လာခဲ့တာရိုးရိုးဝင်းကျင်လေးတွေဖမ်းစားလို့ရှင်အဆင့်တက်ရတာနှေးတယ်လေငါမောင်ရဲ့အနားမှာနေလို့ရှင်သူစိတ်ကြိုက်ဖမ်းလို့ရတယ်ပြင်တင်းချိုင်းရှင်မအောင်တော့ဖမ်းပြီးတော့မလို့ဖြစ်သေးတာပဲအဲ့ဒါကြောင့်မလို့ तू ကငါမောင်ကိုအချိုးတက်ပြီးတော့ပေါင်းနေတာငါမောင်ဘက်ကသာအမူအရာပြတ်နေလို့ရှင်မနေ့ညလာလွယ်ကူကူနဲ့တိုက်ပွဲပြီးမှမဟုတ်ဘူး तू ကလည်းပိုသတိထားပြီးလုံမှာပဲအဲ့ဒါကြောင့်မလို့နောက်ခဏရှောင်ခိုင်းပြီးတော့အချိန်တန်တော့မှသူ့ကိုထွက်လာခိုင်းလိုက်တာပန်းတို့ရှင်းပြတာကြောင့်တက္ကရီလည်းနားလဲသွားခဲ့တယ်နောက်ကတက္ကရီကိုပခုံးပုတ်ပြီးတော့လောကကြီးမှာလေအဲ့ဒီလိုပဲအကိုရလူတွေကလေလောဘဒေါသမောဟကိုအခြေခံပြီးတော့တဦးနဲ့တူအနိုင်တိုက်ခိုက်ကြတယ်လင်တဲ့လူကစားစရမ်းပေါ့ဗျာတဦးကိုတူကူညီဖို့ဆိုတာဝေလာဝေးကိုအတ္တကိုအခြေခံပြီးတော့ကိုအောင်မြင်ဖို့အတွက်သူများကိုချနေပြီးအပေါ်တက်ကြတယ်ကျွန်တော်မြင်မှုတဲ့လူတယောက်ကတော့သူ့အတွက်အခွင့်အလမ်းကောင်းတွေရှိတာအများအတွက်အသေးခံသွားတယ်အဲ့ဒီလူကမှတကယ်လူတော်လူကောင်းဗျာနောက်ရဲ့စကားကိုတန်းနုကထောက်ခံလိုက်တယ်ဟုတ်တယ်ငါမောင်ကြီးတိမ်ညွန်စားတဲ့ညကျယ်ရီအများကြီးကိုငါမောင်တွေ့တယ်ဟုတ်အမားတို့ကလေကျယ်ရီကိုမောမကြည့်လေကျယ်ရီကဘာမှမထူးခြားတော့ဘူးဒါပေမဲ့ကျယ်လေးတွေရဲ့လင်းအောင်ကြောင့်ညအမောင်ထဲမှာအလင်းအောင်ရနေတယ်မဟုတ်လားကျယ်ရီသာမရှိလို့ရှင်အမောင်ထဲမှာစမ်းတဝါးဝါးနဲ့မမြင်တဲ့ဘဝကိုရောက်ရလိမ့်မယ်ငါမောင်ဒီတော့ငါမောင်လည်းကျယ်တပွင့်ဖြစ်စေချင်ပါတယ်ငါမောင်ကိုဂယုစိုက်တာမစိုက်တာအပထားငါမောင်ရဲ့အလင်းရောင်ကြောင့်အမောင်ထဲမှာရှိနေတဲ့လူတွေအားလုံးကိုလမ်းမှန်မြင်အောင်ပြသနိုင်ပါလေငါမောင်တက္ကရီဟာပန်းနုနဲ့နောင်တို့ပြောတာတွေကိုတသေးတစားနားထောင်နေပြီးတော့စိတ်ထဲမှာမှတ်သားထားလိုက်တယ်အမနဲ့ညီလေးနောင်ပြောတဲ့အတိုင်းကျွန်တော်ဖြစ်အောင်လုပ်မယ်ဗျာကျွန်တော်လည်းလူတိုင်းအတွက်ကျယ်တဝင့်ဖြစ်ရမယ်နောင်ကတက္ကရီကိုကြည့်ပြီးတော့စကားတစ်လုံးစီပြောလိုက်တယ်နေကင်းဘက်မှာလင်းနေကြရဘာမှမထူးကြဘူးအကိုရကျွန်တော်ဖြစ်စေချင်တာလေအမောင်နဲ့ကကျဲတပွင့်ဖြစ်စေချင်တာပါတက္ကရီကအန်ကိုကြိတ်ပြီးတော့ခေါင်းကိုညှိလိုက်ပြီးပန်းနုနဲ့နောင်ကိုခေါင်းငိမ့်ပြလိုက်တယ်နောင်ကတော့သူငရဲရင်းဘွားမှာကြုံတွေ့ခဲ့ရတယ်အောင်မိုင်းကိုပြန်လဲမြင်အောင်နေမိတယ်တက္ကရီကပန်းနုကိုကြည့်လိုက်ပြီးတင်းချိုင်းမော်အောင်ပြီဆိုတော့ကျွန်တော်ဘာဆက်လုပ်ရမလဲမ2ရက်3ရက်လောက်နားပြီးလို့ရှင်န
နောက်ထပ်မှော်တစ်ခုထပ်ဝင်ကြတာပေါ့ငါမောင်ရဲ့ဒီတစ်ခါဝင်ရမယ်မှော်ဟာကာမေသူမှော်လို့ခေါ်တယ်တက်ကရင်းနဲ့နောင်နောင်ဟာပန်းတို့ပြောလိုက်တဲ့စကားကြောင့်လန့်ဖြန့်သွားကြတယ်တင်းတိုင်းမှော်အောင်ပြီးတာနဲ့တက်ကရစ်ကိုအနားယူဖို့အတွက်နန်းဆောင်ကိုပြန်ခေါ်လာခဲ့ကြတယ်အေးမြနဲ့အဖွားပြိုင်ကတက်ကရစ်ကိုကြည့်ပြီးတပြုံးပြုံးနဲ့ပေါ့ထိုရက်ဒီမှာတော့ပန်းတို့ကမနှက်ဆိုရင်အပြင်ထွက်သွားပြီးတော့ညဘက်မှာပြန်ရောက်လာတတ်တယ်တက်ကရစ်ဟာနန်းဆောင်မှာနေရတာပြင်းလာတဲ့ချိန်နောင်နောင်ရှိရာအပြင်ကိုထွက်ပြီးတော့စကားပြောတဲ့အခါပြောတယ်သူဟာသူလေးကျင်းတဲ့အခါလေးကျင်းတတ်တယ်ဒီနေ့မှာတော့နောင်နောင်ကအကိုရဲ့အဆောင်စမ်းကြည့်ပြီးပြီလားဟင်းမစမ်းကြည့်ရသေးဘူးညီလေးอ่ะဒီအဆောင်ဘလို့စမ်းရမှာလဲနောင်နောင်ကတက်ကရစ်ကိုကြည့်လိုက်ပြီးတော့အားလိုက်တာဆိုတဲ့အပြုံးနဲ့ပြုံးတာကြောင့်တက်ကရစ်ကအဆောင်ရုပ်ထုကိုထုတ်လိုက်ပြီးအဆောင်ကိုအသက်သွင်းလိုက်တယ်ထိုဟာအဆောင်ကရောက်လာပြီးတော့ဘာခိုင်းမှုရှိပါသလဲသခင်လိုအပ်တာအားလုံးခိုင်းပါနောင်နောင်ကအဆောင်ကိုကြည့်လိုက်ပြီးအကိုကမစမ်းတတ်ဘူးလဲပြောသေးတယ်အဆောင်ကိုလည်းခေါ်နိုင်နေပြီလေအခုခိုင်းကြည့်လိုက်ပါလားဘာလို့ခိုင်းရမလဲမသိတာညီอ่ะအဲ့တော့တိန်းထားတာပဲကောင်းပါတယ်ထိုခါနောင်နောင်ကစဉ်းစားလိုက်ပြီးတော့ဟိုတနေ့တော့ကလေနန်းဆောင်အတော်ကြီးတယောက်ရောက်လာပြီပွဲတင်ပြီးစူတောင်းနေဗျာမနေ့ကလည်းထပ်လာတယ်ဒီနေ့လည်းလာအောင်မယ်ထင်တယ်သူလာလို့ရှင်တော့အကိုအတွက်စမ်းစရာတစ်ခုခုပေါ်လာမှာပါဟုတ်လားကွာဒါဆိုရင်သူ့ကိုစောင့်ကြတာပေါ့ပြီးတော့မှအကျိုးကြောင့်မေးကြည့်ရမယ်သူတို့နှစ်ယောက်ဟာအချိန်တော်တော်ကြာစကားပြောနေသေးအတော်ကြီးတယောက်ကအုံမငပြောပွဲကိုခေါင်းမှာပြတ်ပြီးတော့လမ်းလျှောက်လာတာမြင်လိုက်ရတယ်နောင်နောင်ကလက်တို့ပြီးသူတို့နှစ်ယောက်အသာထပြီးတော့အတော်ကြီးခေါင်းပေါ်ကကြော့ပွဲကိုဝိုင်းတယ်ပေးကြတယ်အတော်ကြီးကပွဲပြင်ပြီးတော့နန်းဆောင်မှာကြာကြာနာနာကြော့ပါလေရောတိုင်တဲတာတွေလည်းအများကြီးပဲပြောတာတွေလည်းအများကြီးပဲဒါပေမဲ့အဓိကအကြောင်းအရာကတော့သူ့သမီးငယ်လေးအိမ်အောင်ကြနေတဲ့အကြောင်းနဲ့ယောက်ျားမှာတာကြီးမယားကြီးရှိနေတဲ့ပြင်ဒုက္ခပေးနေကြောင်းသူ့သမီးကိုခေါ်ထားပြီးတော့လင်မယားနှစ်ယောက်ပေါင်းကနှိမ့်ဆက်နေကြောင်းတိုင်တဲနေတာဖြစ်တယ်အတော်ကြီးကကြော့ပြီးတော့ပြန်မယ်လို့နောင်နောင်ကလှမ်းမိလိုက်တယ်အန်တီခဏလောက်နေပါဦးဗျာအန်တီနေတိုင်းလာပြီးဆူတောင်းနေတာအစင်ရောပြေးပါမလားထိုအန်တီကတရှုံရှုံနဲ့ငိုပြီးတော့အန်တီလည်းမပြောတတ်တော့ပါဘူးကွယ်အန်တီတို့ကဆင်းရဲပါတယ်အမေတစ်ခုသမီးတစ်ခုပါသမီးလေးကမြို့တက်ပြီးအလှုပ်သွားလှုပ်တာလူလေယောက်ျားနဲ့တိုးပြီးညားသွားတာပဲမယားကြီးလှုပ်တဲ့မိန်းမလည်းသူ့ယောက်ျားကိုအပြစ်မပြောဘဲနဲ့အိမ်မှာခေါ်ထားပြီးတော့သမီးလေးကိုကျွန်တယောက်လိုခိုင်းနေတယ်လေသမီးလေးကပြန်မဲလို့ပြောရင်သူ့ကိုရိုက်တယ်တဲ့နေတိုင်းဒီပါတနည်းမဟုတ်တနည်းနဲ့ရိုက်လက်ခံနေရတယ်အဲ့ဒါကြောင့်လေအန်တီလည်းကြံရမရဖြစ်ပြီးတော့ဒီနန်းတော်မှာလာဆူတောင်းတာပါပွဲတင်နဲ့ငှက်ပြောသည့်အုံသီးတွေကလည်းအန်တီချံထွက်တဲ့အသီးတွေပါအန်တီကဝယ်လဲမဝယ်နိုင်ပါဘူးတနေ့စားဖို့တောက်ဖို့အိမ်တကာလှည့်ပြီးတော့အဝိရှော်တန်ရှင်းလုပ်ပြီးဖြည့်ရှင်းနေရတာပါကွယ်တက်ကလေးကအတော်ကြီးကိုကြည့်ပြီးတနာသွားခဲ့တယ်အန်တီရဲ့ဆူတောင်းပြေးမှာပါဒီနန်းဆောင်ကဆူတောင်းပြေးတယ်လေအန်တီစိတ်မပူပါနဲ့ဒါနဲ့အန်တီရဲ့သမီးနာမည်ကဘလို့ခေါ်လဲအခုကဘယ်မျိုးရောက်နေရလဲသူ့ကိုခေါ်ထားတဲ့လူတွေကရောနာမည်ဘလို့ခေါ်လဲအတော်ကြီးကသူတို့နှစ်ယောက်ကိုကြည့်ပြီးတော့နာမည်တွေနေရက်တွေကိုပြောပြသွားခဲ့တယ်သူပြင်ရောက်ပြီးပြန်လှည့်ကြည့်လိုက်တော့အသက်ငယ်ငယ်ကောင်လေးတယောက်ကိုသာမြင်ရပြီးနောက်တယောက်ကိုတော့မတွေ့ရတော့ဘူးတက်ကလေးဟာအတော်ကြီးထွက်သွားတာနဲ့နန်းဆောင်ထဲကိုပြန်ဝင်ပြီးတော့သူလေးကျင်ရနေရကိုတွားလိုက်တယ်သူ့မှာလှုပ်ရှားတစ်ခုပေါ်လာခဲ့ပြီလေသူလေးကျင်ရနေရကိုရောက်တော့အဆောင်ကိုထုတ်လိုက်ပြီးမင်းကငါခိုင်းတာကိုလုပ်ရမယ်ငါနောက်ကိုလိုက်ခဲ့အဆောင်ကခေါင်းနှင်းပြတာနဲ့တက်ကလေးကနန်းခွာလိုက်ပြီးစတင်ထွက်ခွာလာခဲ့တယ်နန်းလောင်ကနေထွက်လာတာနဲ့နောင်နောင်ကလန်းလန်းပြသဖြင့်တက်ကလေးလည်းလက်ပြန်ပြလိုက်တယ်နန်းခီးလွှင့်သွားတာကတွားရတာလျင်မြန်လွတ်လာတယ်စိတ်အလျင်နဲ့ထွက်သွားတာကြောင့်ခဏကြာမှပဲသွားလို့ရမြို့ကိုတန်းရောက်သွားခဲ့တယ်သူတို့နှစ်ယောက်ဝင်လာတာကိုဘသူကမှမမြင်ခဲ့ဘူးသူတို့ဟာနီးသက်ရာတစ်ပင်တစ်ခုကိုသွားပြီးတော့ဝိညာဉ်ကောင်ကိုခေါ်ပြီးအတော်ကြီးပြောလိုက်တဲ့လမ်းကိုမေးလိုက်တယ်အဲ့ဒီဝိညာဉ်ကနေတာကြပြီးဖြစ်တာကြောင့်သူတို့လမ်းညွန်ပေးနိုင်ခဲ့တယ်ဒီလိုနဲ့သူတို့ကလမ်းထဲဝင်သွားတော့စူးစူးညံညံဖြစ်နေတဲ့အိမ်ကိုတွေ့တာကြောင့်သူတို့တွေကဝင်ကြည့်ကြတယ်အိမ်ထဲမှာမိန်းမငယ်တူကိုနောက်ထပ်မိန်းမတူကရိုက်နှက်နေပြီးတော့ထိုမိန်းမရဲ့ဘေးမှာယောက်ျားတစ်ယောက်ကမတ်တက်ရက်နေတာတွေ့လိုက်ရတယ်တ
ကဲအိမ်ကတော့မှန်ပြီဒီအိမ်ကလူနှစ်ယောက်မှတ်လောက်သားလောက်ဖြစ်အောင်သုံးမလိုက်စမ်းတက်ကလေးကအမိန်ပေးလိုက်တာကြောင့်အဆောင်ကအိမ်ထဲကိုဝင်သွားပြီးတော့အခြေအနေကိုစောင့်ကြည့်နေတယ်ထိုစဉ်မှာပဲသူ့ရဲ့ရုပ်ခန္ဓာအနီးမှာလှုပ်ခတ်မှုတစ်ခုဖြစ်ပေါ်လာတာကြောင့်တက်ကလေးလည်းနန်းကိုပြန်သွင်းလိုက်ရတယ်ငါမဘာတွေလုပ်နေရတော့ဟိုဟာလေးအမညနေတုန်းကနန်းဆောင်မှာအတော်ကြီးတယောက်လာဆူတောင်းတာနဲ့သူ့ဆူတောင်းဖြည့်ပေးနေတာအေးအဲ့ဒါကိုထားလိုက်အောင်အခုငါမှမှော်ဝင်ရမယ်အမနောက်ကိုလိုက်ခဲ့တက်ကလေးကမှော်ဝင်ရမယ်ဆိုသဖြင့်ပန်းနုနောက်ကိုလိုက်သွားခဲ့လိုက်တယ်ပန်းနုကတက်ကလေးကိုခေါ်လာပြီးတော့ဝေးလံခေါင်းတဲ့နေရာထိသွားခဲ့တယ်သူတို့ဟာတောင်တစ်ခုပေါ်ကိုတက်လိုက်ပြီးဒီတောင်ကိုကျော်လို့ရှိရင်လေငါမှမှော်ဝင်ရမယ့်နေရာရှိတယ်အဲ့ဒီနေရာမှာမနက်နေထွက်ချိန်ကနေညနေနေမဝင်ခင်ထိကိုငါမှမှော်ဝင်ရမယ်ကာမေသူမှော်ဆိုတာအမရှင်းပြမယ်မှော်ဝင်မဲ့လူကယောက်ျားလေးဖြစ်နေအပြိုစင်မိန်းကလေး9ယောက်ကိုရှာရမယ်မှော်ဝင်မဲ့လူကမိန်းကလေးဖြစ်နေလူပြိုယောက်ျားလေး9ယောက်ကိုရှာရမယ်မှော်ဝင်တဲ့အခါမှာသူတို့စိတ်ညှို့တဲ့ပညာနဲ့ညှို့ပြီးတော့သူတို့ရဲ့ကိုယ်ငွေ့ကိုစုပ်ယူစားသုံးရမယ်9ရက်တိတိစားသုံးပြီးမှော်အောင်ပြီတက်ကလေးကတေးသေးချာချာမှတ်ထားပြီးတော့ပန်းနုကိုမေးလိုက်တယ်အမမလိုက်လာတော့ဘူးလားမလိုက်တော့ငါမောင်ဒီမော်ကလေငါမောင်တယောက်တည်းဝင်ရမှာတခုခုဆိုရင်တော့အမတို့လာခဲ့ပါမယ်ဒီတောင်ကိုလေမနက်နေထွက်တဲ့အချိန်မှာကြော်လိုက်ပါနေမဝင်ခင်ဒီဘက်ကိုပြန်ရအောင်လာခဲ့ပါညဘက်တွေဘားကြောင်ပဲဖြစ်ဖြစ်ဟိုဘက်ကိုမသွားပါနဲ့သွားမိမှော်မအောင်တော့တက်ကလေးကပန်းနုကိုခေါင်းနှိပ်ပြပြီးတော့အနားမှာတွေ့တဲ့တဲလေးထဲမှာဝင်ထိုင်လိုက်တယ်တဲလေးထဲမှာတော့လိုအပ်တဲ့စားစရာတွေကိုတွေ့ရတာကြောင့်ဒီရပိုင်းပန်းနုလှုပ်ရှုပ်နေရတဲ့အကြောင်းရင်းကိုခံမှန်းမိသွားတယ်ညနက်လာပြီးဖြစ်သဖြင့်ညစာကိုဖြစ်သလိုစားလိုက်ပြီးခဏနားလိုက်တယ်ထိုချိန်မှာပဲရင်ထဲကစူးအောင်လာပြီးတော့နားတွေကထိုးပူလာတယ်အဲ့ဒါကြောင့်စိတ်ကိုတည်ငြိမ်အောင်ထားပြီးတော့စိတ်ကိုလွှင့်လိုက်တဲ့ချိန်သူ့လိုပြီးခိုင်းထားတဲ့အဆောင်ရှိရသို့ရောက်သွားခဲ့တယ်ထိုအိမ်မှာတော့လူတွေစုံယုံနေပြီးလူကြီးတယောက်ကထိုအိမ်ကမိန်းမကြီးကိုကြိမ်လုံးနဲ့ရိုက်နှက်နေခဲ့တယ်အိမ်ရဲ့ရှေ့မှာတော့အဆောင်ဖြစ်သူကတစ်ချက်ရရင်တစ်ခါရီလိုက်နဲ့ဖြစ်နေတာကြောင့်သူကလှမ်းခေါ်လိုက်ပြီးဟုတ်ကောင်ဒီကိုလာခဲ့ရောဟုတ်ကဲ့ပါသခင်ဘာများခိုင်းနေရရှိလို့လဲအခုဒီအိမ်မှာဘာတွေဖြစ်နေရလဲငါ့ကိုပြောပြအောင်ဩဒါလားပယောကကုနေတာလေကျွန်တော်ပညာပေးထားတာသူတို့ဟေးဘလို့လောက်ထားလဲသခင်ကခိုင်းပြီးတော့ပြန်သွားတော့ကျွန်တော်ကဝင်ပြီးတောင်းကြလာတာမိမရဲ့ကိုယ်နဲ့ဝင်ပူးပြီးတော့နိုင်ရန်နဲ့ခေါင်းနဲ့တိုက်ထားတာကြည့်ပါလားဖူးရောင်နေရပဲအခုကဘလို့တွေလောက်ထားလဲပယောကကုတဲ့လူကအတင်းခေါ်နေလို့အနားမှာရှိတဲ့ကောင်ကောက်ထည့်ပေးထားတာနေပါစေမောင်းရင်ရက်သွားလိမ့်မယ်တက်ကလေးတို့လည်းပယောကကုတယ်ဆိုတဲ့ဆရာလုံးနေကိုင်းနေတာကိုကြည့်ပြီးတော့ထိုင်ဟားနေလိုက်တယ်တကယ်တမ်းတော့လေလောကမှာဆရာနာမည်ခံပြီးတော့ဆရာအတုတွေကများနေတာပါတီလာလည်းမလုံးဘာဝနာလည်းမရှိလိန်စားညာစားတဲ့လူရတာလည်းများလွန်းလာတယ်တော်ရုံဆရာပေါက်စားကတော့တက်ကလေးအစ်စ်ကိုမပြောနဲ့သူရထားတဲ့အဆောင်တော်မနိုင်တဲ့အစ်စ်မှာရှိနေကြတယ်အဲ့ညတော်တော်ညစ်နေတဲ့အထိကြည့်နေပြီးတော့လက်မလွန်သေးဘူးမှားပြီးပြန်လာခဲ့လိုက်တယ်သူ့နေရာကိုပြန်ရောက်တော့ခိတခဏအနားယူလိုက်ပြီးပန်းနုမှားတဲ့အကြောင်းအရာတွေနဲ့သူ့အတွေးတွေကလိုရောက်လာတဲ့အကြောင်းအရာများကိုတိုက်ဆိုင်စစ်ဆေးနေခဲ့တယ်ထို့စဉ်ခွေးဟူသံတွေခွေးအောင်သံတွေပြင်အော်ဟစ်ပြေးလွှားနေတဲ့စူညံသံတွေကတောင်ရဲ့တစ်ဖက်ကနေထွက်ပေါ်လာခဲ့တယ်တက်ကလေးကခေါင်းထောင်ကြည့်လိုက်တော့မီးလင်းရောင်တွေကိုပါမြင်ရသဖြင့်လဲနေရမှထလိုက်ပြီးတောင်မောင်ကိုတက်လာလိုက်တယ်သူမြောက်ခင်မှာပဲမီးရောင်နေတဲ့တူစူညံသံတွေပါပျောက်ဆုံးသွားခဲ့တယ်ဟင်ထူးဆန်းလိုက်တာငါအာယုံထဲမှာလည်းဘာမှရှာမတွေ့ဘူးလူအစ်စ်တွေမဟုတ်သလိုတရားတစေတွေလည်းမဟုတ်ဘူးဘာတွေပါလဲဟုတ်ကဲ့ပါခင်ဗျာနောက်ထပ်ဇလန်းလေးမှာတော့ကာမေသူမော်ဝင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တက်ကလေးကမော်ဝင်နေနေဘလို့ခက်ခဲတွေကိုကြုံတွေ့ရမလဲဘာတွေကိုရင်ဆိုင်ရမလဲဆိုတာကိုတော့နောက်ထပ်ဇလန်းလေးကိုစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ